ကျွန်တော်ဂိမ်းစော်ပြီးအချိန်ဖြုံးနေတုန်းရုတ်တရက်ဆက်ရုပ်အတန်တန်ကခေါင်းထဲမှာထွက်ပေါ်လာခဲ့တယ်။ဂုံယူပါတယ်။တင်သည်24နာရီနက်ဖျားတထေးစနစ်နဲ့အောင်မြင်စွာချိတ်ဆက်ပြီးဖြစ်သည်။ယခုမှစ၍တင်သုံးဆွဲသမျှငွေကြေးအလုံးကို10ဆပြန်လည်ရရှိမည်။24နာရီပြည့်သည့်အခါစနစ်သည်အလိုလျောက်ပျောက်ကွယ်သွားမည်ဆိုတဲ့အတန်ပဲဖြစ်တယ်။အတန်ဆုံးသွားတဲ့အချိန်မှာပဲကျွန်တော်စိတ်ထဲခေါင်းတောင်ထမ်းမတစ်ခုပေါ်လာခဲ့ပြီးအုံနောက်ကချက်ချင်းအလုပ်လုပ်လာတယ်။သုံးသမျှကို10ဆပြန်ရမယ်ဟုတ်လား။အကောင့်ထဲမှာရွမ်2000ပဲကျန်တော့ပေမဲ့ဒီဟာကအမှန်ဆိုရင်စက္ကန့်တိုင်းကရွှေတန်မိုးရှိနေပြီးကျွန်တော်တစ်စက္ကန့်တောင်မစင်စားတော့ပဲဂိမ်းအကောင့်ထဲကိုရွမ်2000ချက်ချင်းဖြည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာပဲဖုန်းကတုံသွားပြီးဘဏ်အတိပေးစာရောက်လာတယ်။တစ်လုပ်ငန်း3ဘဏ်အကောင့်သို့ရွမ်2000လွှဲဝင်ပြီးဖြစ်သည်။လက်ကျန်ငွေရွမ်2024တဲ့တကယ်အလုပ်လုပ်တယ်။ကျွန်တော်နှလုံးခုန်လုံးချက်ချင်းမြန်လာပြီးကိုတစ်ခုလုံးစိတ်လှုပ်ရှားမှုနဲ့ပြည့်နှက်သွားတယ်။ပတ်စံရှာတာကရုတ်တရက်အရန်လွယ်သွားခဲ့တယ်။အချိန်မဖြုံးတော့ပဲရွမ်2000ကိုတငယ်ချင်း50ရွမ်စီတန်းလွှဲလိုက်တယ်။စနစ်ကချက်ချင်းရွမ်2သိန်းပြန်ပေးတယ်။50ရွမ်စီကမေကွန်းအမှတ်တွေတန်းတက်လာပေမဲ့ကျွန်တော်လုံးဝဂရုမစိုက်ခဲ့ဘူး။ချက်ချင်းပဲနောက်ထပ်ရွမ်2သိန်းထပ်လွှဲလိုက်တယ်။စနစ်ကရွမ်2တန်းပြန်ပေးလိုက်ပြန်တယ်။နောက်တစ်စက္ကန့်မှာဖုံးမိလာတယ်။50ရွမ်အန်အော်ဘီဖုံးဆက်လာတာ။ဘာတွေဖြစ်နေတာလဲ။ဘာလို့ငါ့ကိုရုတ်တရက်2သိန်း2000လွှဲပေးတာလဲ။မင်းဘာလုပ်နေတာလဲ။ဒီလောက်ပတ်စံဘဲကရလာတာလဲလို့အော်မေးလာတယ်။ကျွန်တော်တည်ငြိမ်တဲ့အတန်နဲ့စိတ်မပူနဲ့မင်းစီကငါရွမ်1000ချေးထားတာမဟုတ်လားပြန်ဆက်တာပါအခုငါအလုပ်များနေတယ်နောက်မှရှင်းပြမယ်လို့ပြန်ပြောလိုက်တယ်သူကချက်ချင်းអော်တော့တယ်ဘယ်သူကရွမ်1000ကို2သိန်း2000နဲ့ပြန်ဆက်တာလဲအတိုးချေးသမားတောင်ဒီလောက်မယူဘူးမင်းမလုပ်နေတာလဲကျွန်တော်တော့ဖုန်းမျက်နှာပြင်ပေါ်လက်ချောင်းတွေမရက်နိုင်အောင်ဆက်နှိပ်နေခဲ့တယ်တကယ်တော့ကျွန်တော်လဲပတ်စံများကြီးမြန်သုံးပြီးအမျက်ပိုကြီးပြန်ရချင်နေခဲ့တာပဲဒါပေမဲ့တာမန်လူတစ်ယောက်ဖြစ်တဲ့ကျွန်တော်မှငွေအများကြီးသုံးနိုင်မဲ့လမ်းကြောင်းတွေမရှိသေးဘူးအရင်ဆုံးအရင်နှီးကြည့်အောင်တိစောက်ရမယ်အဲ့ဒီအချိန်မှာရုတ်တရက်တစ်ခုတတိယသွားပြီးမင်းအွန်လိုင်းချေးငွေရွမ်3သိန်းကျော်မဆက်ရသေးဘူးမဟုတ်လားမြန်သွားဆက်လိုက်လို့ပြောလိုက်တယ်သူခဏငြိမ်သွားပြီးကောင်းပြီအခုသွားဆက်လိုက်မယ်လို့ပြန်ပြောတယ်ပြီးရင်ငါ့ကိုပြန်ဆက်လို့ပြောပြီးဖုန်းချသွားတယ်3မိနစ်တောင်မကြာလိုက်ဘူးကျွန်တော်ရှိသမျှအွန်လိုင်းချေးငွေတွေ credit card ကျွေးတွေအကုန်ရှင်းပြလိုက်ပြီစုစုပေါင်းရွမ်2တန်းသုံးလိုက်ပြီးစနစ်ကရွမ်တန်း20ပြန်ပေးတယ်နောက်ထပ်တန်း30သုံးလိုက်တော့တန်း300ပြန်ရလာတယ်အဲ့ဒီအချိန်မှာကျွန်တော်ဘဏ်အကောင့်ထဲငွေလက်ကျန်ကရွမ်4တန်းကူ2သိန်းထိတက်လာခဲ့ပြီ50ရွမ်ကလွဲရင်ကျန်တဲ့တငယ်ချင်းဆိုတာတွေကအားလုံးအလကားကတ်စားခြင်းတဲ့သူတွေကြီးပဲကူညီဖို့တော့မတန်ဘူးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့300တန်ဖို့ရှိတာဘာမှမကြံတော့လို့ကျွန်တော်ချက်ချင်းအဆင့်မြင့်သုံးဆွဲမှုနေရာကိုတွားဖို့ဆုံးဖြတ်လိုက်တယ်အောက်ထပ်ကိုအမြန်ဆုံးပြေးဆင်းပြီးတက္ကစီတစ်စီးတားလိုက်တယ်ကားပေါ်တက်ချင်းဂျန်ရှီလန်းကဖယ်ရာရီအယောင်းဆိုင်ကိုမောင်းပေးလို့ပြောလိုက်တယ်ချမ်းသာတဲ့သူတွေပတ်စံမြန်သုံးချင်ရင်အိမ်နဲ့စိန်ခံကားဝယ်တာကအမြန်ဆုံးပဲမဟုတ်လားတက်စီပေါ်ထိုင်နေတော့ဓာတ်ရိုက်ထုတ်လွှင့်အပ်တွေအများကြီးတောင်းလိုက်တယ်။ streamer တွေကိုတော့မကြည့်ဘူး။ပထမလက်ဖောင်းထဲဝင်ပြီးရွမ်4တန်းချက်ချင်းဖြည့်လိုက်တယ်။စနစ်ကတန်း40ပြန်ပေးတယ်။ချက်ချင်းနောက်ထပ်6တန်းဖြည့်လိုက်တော့တန်း60ထပ်ရလာပြန်တယ်။အဲ့ဒီချိန်မှာကျွန်တော်အကောင့်ထဲရွမ်94တန်းထိရောက်နေပြီးတက်လက်ဖောင်းထဲမှာအရန်မသုံးရဲတာကြောင့်နောက်ထပ်တန်း30ကိုအမျိုးခွဲသုံးပြီး cashback ဆက်ထုတ်နေခဲ့တယ်။ပြီးတော့တက်စီမောင်းသမားပတ်လှည့်ပြီးကျွန်တော်အလင်းလိုတယ်။အမြန်ဆုံးမောင်းပေးရွမ်9000တက်ပေးမယ်လို့ပြောလိုက်တယ်မောင်သမားကချက်ချင်းမျက်လုံးတောက်လာပြီးဒီနေ့တော့လူမှန်တွေ့ပြီးအာကီနာတောင်တန်းမောင်းနေနဲ့ဖျားဆိုတာဘာလဲပြမယ်လို့ရည်တယ်။နောက်တစ်စက္ကန့်မှာတက္ကစီကဒုံးပြန်လို့ပြစ်ထွက်သွားတယ်။ကျွန်တော် AACC ရွမ်9000လွှဲပေးလိုက်တော့စနစ်က9000ပြန်ပေးတယ်။နာယီဝက်တောင်မကြားလိုက်ဘူး။ကျွန်တော်သုံးပြီးလဲပတ်ထားတဲ့ငွေကတန်း300နီးပါးရှိနေပြီ။တာမန်လူတွေအတွက်တန်း300ဆိုတာတစ်သက်လုံးအနားယူနေလို့ရတဲ့ပမာဏပဲ။ဒါပေမဲ့အန်အော့စရာကကျွန်တော်မကျေနပ်သေးဘူး။တကယ်တော့ကျွန်တော်ကိုယ်တိုင်တောင်ကိုယ့်ရည်ရွယ်ချက်ကဘာဖြစ်သွားပြီလဲမသိတော့ဘူး။မိနစ်20လောက်ကြာပြီးတဲ့နောက်ဖယ်ရာရီအယောင်းဆိုင်ကိုရောက်လာခဲ့တယ်။ဆိုင်ထဲဝင်ချင်းအယောင်းဝန်ထမ်းမိန်းကလေးတယောက်ပြေးလာပြီးမင်္ဂလာပါရှင်။ဖယ်ရာရီအယောင်းစင်တာမှာကြိုဆိုပါတယ်။ကြိုက်တဲ့မော်ဒယ်ရှိပြီးသားလားရှင်လို့ယဉ်ကျေးစွာမေးတယ်။ကျွန်တော်ကောင်းခါပြီးမရှိဘူး။ဒီမှာရှိတဲ့ကားတွေအချင်းချုပ်ပြောပြချက်ချင်းဝင်မယ်လို့ပြောလိုက်တယ်။သူမှကျွန်တော်ကိုအပေါ်အောက်ကြည့်လိုက်တယ်။ကျွန်တော်တကူလုံးဝတ်ထားတာရွမ်1000တောင်မတန်တော့ဘူး။ဒါပေမဲ့အပြုံးကိုအတင်းထိန်ပြီးဘေးကားတစ်စီးကိုညွှန်ပြတယ်။ဒီကားကိုကြည့်လို့ရပါတယ်ရှင်။ဖယ်ရာရီ612မော်ဒယ်ဖြစ်ပြီးလက်ရှိဈေးကရွမ်9တန်းကူ2သိန်းပါလို့ပြောတယ်။ကျွန်တော်လက်ဝဲရမ်းပြီးမိတ်ဆက်စရာမလိုဘူး။ဒီကားယူမယ်။ကက်ဖြက်ပြီးရင်နောက်ထပ်ကားတွေထပ်ရှာပေး။အကုန်ယူမယ်လို့ပြောလိုက်တယ်။အယောင်းဝန်ထမ်းမိန်းကလေးအံ့ဩပြီးရက်သွားတယ်ကျွန်တော်ရိုးရိုးဝစ်စုံကြည့်ပြီးမထင်မှတ်ထားတဲ့ကံကောင်းမှုကြီးသူမရှိကြလာတယ်လို့ခံစားနေရပုံပဲ။ပြီးတော့ကျွန်တော်ဆက်မေးလိုက်တယ်။ဖယ်ရာရီ812 F12 999 488 F90 458 FF ရှိလားသူမှချက်ချင်းတချို့မော်ဒယ်တွေတော့ဆိုင်မှာမရှိသေးနိုင်ပါဘူးရှင်တခြားဆိုင်ကနေလွှဲယူရနိုင်ပါတယ်လို့ပြန်ပြောတယ်
ကျွန်တော်အေးစစ်စစ်ကောင်းနေပြီးခုနကပြောတဲ့ model တွေအားလုံးနဲ့ဒီ610နှစ်ပေါင်းရင်စုစုပေါင်း80စီပေါ့ option တွေကြည့်စရာမလိုဘူးအမြင့်ဆုံး configuration တွေပဲယူအယောင်ကအနီနဲ့အနက်လို့ပြောလိုက်တယ်စုစုပေါင်းဘယ်လောက်ကြာလဲမြန်မြန်တွက်ပေးငါအလင်းလိုတဲ့အယောင်ဝင်နှမ်းမိန်းကလေးက calculator ကိုအမြန်နှိပ်တော့တယ်ကားစည်းတင်မဟုတ်ပဲအာမခံအခွန်နဲ့အပိုပစ္စည်းတွေပေါင်းလိုက်ရင်စုစုပေါင်းရွမ်53တန်းကြပါမယ်ရှင်လို့ပြောတယ်ကျွန်တော်လက်ကြံငွေကိုတစ်ချက်ကြည့်ပြီးတစ်စည်းချင်းဝယ်ရတာရမ်းရှုပ်တယ်အစုံလိုက်9စုံလုံးလိုက်လို့ပြောလိုက်တယ်အယောင်ဝင်နှမ်းမိန်းကလေးလုံးဝတိတ်သွားတယ်ချမ်းသာတဲ့သူတွေဖဲယာရီဝဲတာသူမှမမြင်ဘူးတာမဟုတ်ပေမဲ့စူပါကားတွေကိုဟင်းသီးဟင်းရွက်ဝယ်တယ်လို့ဝယ်နေတဲ့သူမျိုးကတကယ်ကြောက်စရာကောင်းနေခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်ရုတ်တရက်မေးလိုက်တယ်လာဖဲယာရီရှိလားသူမှမျက်နှာပြတ်သွားပြီးလာဖဲယာရီကကန့်တက်ထုတ်လုပ်တဲ့မော်ဒယ်ပါရှင်ကမ္ဘာတဝန်းလုံးရောင်းကုန်သွားပါပြီလို့ဖြေလိုက်တယ်အဲ့ဒီစကားကြားလိုက်တော့ကျွန်တော်နည်းနည်းတော့စိတ်ပြတ်သွားခဲ့တယ်ဒီနီဆိုင်ထဲဝင်သွားတဲ့အချိန်မှာလည်းအရင်လိုပဲလူတိုင်းကကျွန်တော်ကိုဘီလီယံနာတယောက်လိုကြည့်နေကြတယ်ကျွန်တော်ကတော့အချိန်မရှိတာကြောင့်မော်ဒယ်တွေကိုတစ်ခုချင်းစီမကြည့်တော့ပဲတိုက်ရိုက်ပဲ Reventon Event Reventon Roadster တွေယူမယ်လို့ပြောလိုက်တယ် configuration အပြည့်စုံထည့်ပြီးတွက်လိုက်တော့စုစုပေါင်းတန်း40နီးပါးရောက်သွားတယ်ဒါပေမဲ့ကျွန်တော်ကထုံးစံအတိုင်း9စုံတိတိ order တင်လိုက်တယ်ခဏအတွင်းမဲ့ကျွန်တော်အကောင့်ထဲကရွမ်တန်း200ပျောက်သွားခဲ့ပေမဲ့ကချက်ချင်းရွမ်နစ်1.1ဘီလီယံကျော်ပြန်ပေးလိုက်တယ်စုစုပေါင်းပိုင်ဆိုင်မှုက6.82ဘီလီယံအထိတက်သွားခဲ့တယ်စာချုပ်တွေကိုလက်မှတ်ထိုးပြီးတာနဲ့နောက်ထပ်စက္ကန့်တောင်မဖြုံးပဲထွက်လာခဲ့တယ်နောက်တနေရာကတော့မာဆာရာတီဆိုင်ပဲ Gran Turismo ကနှစ်quadruple coupe နဲ့ Gran Cabrio တွေကိုရွေးလိုက်တယ် configuration အပြည့်စုံနဲ့ဆိုစုစုပေါင်းတန်း15ကျော်ရှိတယ်ကျွန်တော်ကထပ်ပြီး9စုံတိတိမှလိုက်တာကြောင့်စုစုပေါင်းရွမ်85တန်းကျသွားခဲ့တယ်စနစ်ကချက်ချင်းပဲရွမ်950တန်းပြန်ပေးလိုက်ပြီးကျွန်တော်ပိုင်ဆိုင်မှုက9.4ဘီလီယံအထိတက်သွားခဲ့တယ်အရာအလုံးကအိမ်မက်လိုပဲမြန်ဆန်လွန်းနေခဲ့တယ်နေ့လယ်3နာရီနီးပါးရောက်တဲ့အချိန်မှာတော့ကျွန်တော် commercial bank ကိုရောက်သွားခဲ့တယ်ကားပေါ်ကဆင်းလိုက်တာနဲ့အသက်40ကျော်အရွယ်အမျိုးသားတစ်ယောက်အမြန်လျှောက်လာပြီးလေးစားစွာလက်ဆွဲနှုတ်ဆက်တယ်မစ္စတာကူကြိုးဆိုပါတယ်ကျွန်တော် commercial bank ရဲ့ဥက္ကဋ္ဌချင်းရွှေရှမ်းပါလို့ပြောလာတယ်ကျွန်တော်လည်းခေါင်းညိတ်ပြီးဥက္ကဋ္ဌချင်းအရန်ယဉ်ကျေးနေပါပြီလို့ပြန်ပြောလိုက်တယ်နှစ်ယောက်သားဘန်နဲ့အတူဝင်သွားကြတယ်ဘန်နဲ့ဝင်လာတဲ့အချိန်မှာသူကကျွန်တော်လက်ထဲကတဝက်စားထားတဲ့ဟမ်ဘာဂါကိုမြင်ပြီးအနှဲငယ်အဆင်မပြေတယ်လို့ပြုံးလိုက်တယ်မစ္စတာကူအရင်ဆုံးစားတောက်တာလုံးမလားလို့မေးလာတယ်ကျွန်တော်ချက်ချင်းခေါင်းခါလိုက်တယ်မလိုပါဘူးအချိန်မရှိဘူးလို့ပြောလိုက်တော့သူကဒါဆိုအနီးအနားကနေအစားအစာရိုးရိုးလေးတစ်ခုချက်ချင်းဝယ်ပေးလိုက်မယ်လို့အမြန်ပြောလာတယ်ကျွန်တော်လည်းရပါတယ်ရိုးရိုးပဲရတယ်လို့ပြန်ပြောလိုက်တယ်သူကမပင်ပန်းပါဘူးဆိုပြီးထက်ခါပြောနေရင်ကျွန်တော်ကို flip အစည်းအဝေးခန်းထဲကိုယ်တိုင်လိုက်ပို့ပေးခဲ့တယ်အစည်းအဝေးခန်းထဲမှာလူတော်တော်များများစောင့်နေပြီးသားဖြစ်နေတယ်အိမ်ချမ်းမြေကုမ္ပဏီကလူတွေ Yacht ကုမ္ပဏီကိုယ်စားလှယ်တွေ private jet ကုမ္ပဏီကလူတွေအကုန်လုံးရောက်နေကြပြီးဥက္ကဋ္ဌချင်းကကိုယ်တိုင်လက်ဖက်ရည်ထည့်ပေးပြီးတယောက်ချင်းမိတ်ဆက်ပေးခဲ့တယ်ရိုးရိုးရှင်းရှင်းနှုတ်ဆက်ပြီးနောက်ကျွန်တော်ခန်းထဲကိုကြည့်လိုက်ပြီးလူကြီးမင်းတို့ကိုအလင်းစလိုခေါ်လိုက်ရတာတောင်းပန်ပါတယ်ကျွန်တော်အချိန်မရှိလို့အရာအလုံးကိုတခါတည်းဖြည့်ရှင်းခြင်းနဲ့ဒါပေမဲ့ဒီဆွေးနွေးမှုအပြီးမှာလူတိုင်းစိတ်ကျေနပ်သွားမယ်လို့ယုံကြည်ပါတယ်လို့ပြောလိုက်တယ်လူတိုင်းကအတွေ့အကြုံရှိတဲ့စီးပွားရေးသမားတွေဖြစ်တာကြောင့်ဘယ်သူမှမကျေနပ်ကြဘူးအားလုံးကကျွန်တော်ဘယ်လောက်ထိငွေသုံးနိုင်တဲ့ cash buyer ဆိုတာသိပြီးသားဖြစ်နေကြတယ်ကျွန်တော်လည်းတိုက်ရိုက်ပဲအိမ်ချမ်းမြေကဆက်လိုက်ရအောင်လို့ပြောလိုက်တယ်ချက်ချင်းပဲလူအများစုကစာရွက်ထူကြီးတွေထုတ်ပေးလာတယ် luxury condo တွေ penthouse တွေ villa တွေစုစုပေါင်း30ကျော်တောင်ရှိနေတယ်ကျွန်တော်စာရွက်တွေကိုအရင်မြန်လှန်ကြည့်နေခဲ့တယ်အမှန်တိုင်းပြောရရင်ကျွန်တော်စိတ်ဝင်စားတာ environment နဲ့ price ပဲဒီထဲက project အားလုံးကမြို့ထဲမှာအကျော်ကြားဆုံး luxury development တွေဖြစ်နေပြီးဈေးနှုန်းတွေကတာမန်လူတွေအိမ်မက်တောင်မမက်ရဲတဲ့အဆင့်တွေအနှိမ့်ဆုံးခန်တော်တောင်တစတုရမ်းမီတာကိုရွမ်2သိန်းကျော်ရှိနေပြီးအကျယ်ဝန်းကလည်း230စတုရမ်းမီတာကျော်တယ်ကျွန်တော်စာရွက်တွေကိုတနာရီနီးပါးကြည့်ပြီးမှခေါင်းမောလိုက်တယ်အဲ့ဒီအချိန်မှာထမင်းဘူးတပူးကိုတိတ်တိတ်လေးကျွန်တော်ဘေးမှာလာချထားပြီးသားဖြစ်နေတယ်ကျွန်တော်စာရွက်တွေကိုချလိုက်ပြီးအကယ်၍ကျွန်တော်ဝင်မယ်ဆိုရင်ဘာ additional benefit တွေပေးနိုင်လဲလို့မေးလိုက်တယ်ကိုယ်စားလှယ်တွေအချင်းချင်းကြီးလိုက်ကြပြီးတယောက်ချင်းစီအကျိုးခံစား권တွေရှင်းပြလာကြတယ်အများစုက property management fee 3 ကင်းလို့ခွင့် utility fees parking full house cleaning service တွေခမဲ့ပေးမယ်လို့ပြောလာကြတယ်ကျွန်တော်စိတ်ထဲမှာအကြမ်းဖျင်းတွက်ကြည့်လိုက်တယ်အနှိမ့်ဆုံးခန်တိုကရွမ်46တန်းလောက်ရှိပြီးအမြင့်ဆုံးလောကရွမ်တန်း800တောင်ရှိနေတယ်စုပေါင်း property 32ခု luxury condo 25ခုနဲ့ villa 9ခုစုစုပေါင်းတန်ဖိုးကရွမ်4.3ဘီလီယံကျွန်တော်အကောင့်ထဲမှာ9.4ဘီလီယံကျော်ရှိနေပြီဆိုတော့ဘာမှမကြောက်တော့ဘူးတကယ်တော့ကျွန်တော်စိတ်လှုပ်ရှားနေတာကဒီ transaction တစ်ခုလေးနဲ့စနစ်စီကနေရွမ်43ဘီလီယံကျော်ပြန်ရတော့မယ်ဆိုတဲ့အချက်ပဲအရာအလုံးကအလင်းစလိုစီစဉ်ထားတာဖြစ်လို့ရောင်းသူတွေက property documents ပဲယူလာခဲ့ကြတယ်ဘယ်သူမှဒီနေ့တကယ်တယောက်ပိတ်မယ်လို့မထင်ထားကြဘူးလူကပုံတွေကြည့်ပြီးဘီလီယံချီတန်တဲ့အိမ်တွေဝယ်သွားမယ်လို့ယုံနိုင်ပါလဲဒါပေမဲ့ဖုန်းတစ်ခေါ်နဲ့စာချုပ်တွေချက်ချင်းပို့ပေးဖို့လူတွေပြေးလာကြတယ်စာချုပ်တွေစောင့်နေတဲ့အချိန်မှာ Dutch company ကိုယ်စားလှယ်3ယောက်ဖက်ကိုလှည့်ပြီးလူကြီးမင်းတို့ရဲ့ material တွေလည်းကြည့်ကျင်တယ်လို့ပြောလိုက်တယ်သူတို့3ယောက်လုံးစာရွက်တွေကိုလက်နှစ်ဖက်နဲ့လေးလေးစားစားပေးလာကြတယ်ကျွန်တော်လန့်ကြည့်ပြီးအခုရှိတဲ့ရက်ချစ်3စီးလုံးကျွန်တော်ယူမယ်ပြီးတော့ custom yacht တစ်စီးထပ်ဆောက်ချင်တယ်ကိုယ်စားလှယ်တယောက်ချက်ချင်းပြုံးပြီးမစ္စတာကူကျွန်တော်တို့မစောင့်နိုင်တာမရှိပါဘူးလို့ယုံကြည်ချက်အပြည့်နဲ့ပြောလာတယ်ကျွန်တော်ခေါင်းညိတ်ပြီး requirement တွေစတင်ပြောလိုက်တယ်
နိုင်ဝက်လောက်ဆွေးနွေးပြီးနောက်ကျွန်တော် requirement တွေကခက်ခဲတယ်ဘယ်ကုမ္ပဏီကဒီ project ကိုတကယ် handle လုပ်နိုင်လဲပြန်ကြည့်ပါလို့ပြောလိုက်တယ်တစ်ချိန်တည်းမှာပဲ property contract တွေရောက်လာခဲ့ပြီးကျွန်တော်ချက်ချင်းလက်မှတ်စထိုးတော့တယ် Yacht company တွေဆွေးနွေးနေတဲ့အချိန်မှာ private jet company တွေရဲ့ material တွေလည်းကြည့်နေခဲ့တယ်ကြည့်ပြီးနောက်မျက်မှောင်နှဲငယ်ကျုပ်သွားတယ်အမှန်တိုင်းပြောရရင်ကျွန်တော်အပြည့်အဝမကျေနပ်ဘူးဒါပေမဲ့ private jet ဆိုတာအရန်ဈေးကြီးပြီး ready star တိတ်မရှိတာကြောင့်အများစုက customized order တွေကြီးပဲဖြစ်နေတယ်ဒါကြောင့်ကျွန်တော် requirement တွေကိုထပ်ပြောလိုက်ပြီးကိုယ်စားလှယ်တွေကလည်းသူတို့ company တွေကိုချက်ချင်းဆက်သွယ်နေကြတယ်ကျွန်တော် requirement တွေက private jet အတွက်လည်းအရန် extreme ဖြစ်နေတယ်ကျွန်တော်ပြောနေတဲ့အချိန်တိုင်းသူတို့ကမှတ်စုရေးပြီး company ကိုအမြန်ပို့နေကြတယ်ဥက္ကဋ္ဌချင်းကတော့ဘေးမှာထိုင်ရင်လုံးဝစကားမပြောနိုင်တော့ဘူးဘဏ်ဥက္ကဋ္ဌတယောက်အနေနဲ့သူ wealthy client အများကြီးတွေ့ဘူးပေမဲ့ဒီနေ့တော့သူ့ကဘာအမြင်တောင်ပြတ်သွားတယ်လို့ဖြစ်နေခဲ့တယ်တာမန်လူတွေကဟင်းသီးဟင်းရွက်ဝယ်ရင်တောင်ဈေးစစ်သေးတယ်ကျွန်တော်ကတော့ဘီလီယံကြီးတော်တွေကို coffee ထုတ်ဝယ်တယ်လို့လက်မှတ်ထိုးနေခဲ့တာနောက်ဆုံးမှာ Yacht company တွေဆုံးဖြတ်ချက်ချလိုက်ကြတယ်ကုမ္ပဏီတစ်ခုကကျွန်တော် custom yacht project ကိုလက်ခံလိုက်တယ်ကျွန်တော်တောင်းဆိုတဲ့ရေချစ်ကစုစုပေါင်းယွမ်1.5 ဘီလီယံကုန်မယ်လို့ပြောလာတယ်ကဘာအဆင့်အနေနဲ့တောင်အလွန်စိန်ခံတဲ့ super rich တွေထဲပါဝင်သွားမဲ့အဆင့်ပဲကျွန်တော်လည်းစဉ်းစားမနေပဲချက်ချင်းယွမ်5 ဘီလီယံလွှဲပေးလိုက်တယ်ပြီးတော့ ready made ရေချစ်3စီးကိုလည်းယွမ်တန်း400နဲ့တခါတည်းဝယ်လိုက်တယ်စာချုပ်တွေလက်မှတ်ထိုးပြီးကတ်ဆွဲတဲ့အချိန်မှာမျက်တောင်တောင်မခတ်မိဘူးကျွန်တော် balance ကခဏတာယွမ်9.22 ဘီလီယံအထိကျသွားခဲ့ပေမဲ့ Yacht company အတွက်တော့ဒီ project ကိုယ်တိုင်ကမယုံနိုင်လောက်တဲ့စိန်ခေါ်မှုကြီးဖြစ်နေခဲ့တယ်ကျွန်တော်တောင်းဆိုထားတဲ့ရေချစ်ကအလွန်ကြီးမားပြီးကမ္ဘာအဆင့် luxury configuration တွေအကုန်ထည့်ထားတာကြောင့်နိုင်ငံတကာမှာတော့ထိပ်တန်း ship တွေပဲစောင့်နိုင်မဲ့အရာတစ်ခုဖြစ်နေခဲ့တယ်။သုံးမှာတော့လူဥက္ကဋ္ဌကတပ်ပြင်းရှည်ကြီးချလိုက်ပြီးကောင်းပြီးငါအခုချက်ချင်းအခြား share ရှင်တွေနဲ့ဆွေးနွေးလိုက်မယ်။လို့ပြောလာခဲ့တယ်။ဖုန်းခေါ်မှုပြီးသွားတဲ့နောက်ချင်းရွှန်ရှန်ကဖုန်းကိုတိတ်တိတ်လေးချလိုက်ပြီးကျွန်တော်ကိုလေးစားတဲ့အပြုံးနဲ့ကြည့်လာခဲ့တယ်။ Mr. Gu သူတို့ဘက်ကအလေးနဲ့ထားပြီးစဉ်းစားနေပါပြီဒီညအတွင်းအဖြေထွက်နိုင်ပါတယ်။ကျွန်တော်ခေါင်းသာလှုပ်ပြလိုက်တယ်။တကယ်တော့အဲ့ဒီအချိန်မှာကျွန်တော်အတွက်အရေးကြီးတာတစ်ခုတည်းပဲရှိတော့တယ်။အချိန်စနစ်ပြောက်ကွယ်သွားဖို့ကြံနေတဲ့အချိန်ကတဖြည်းဖြည်းလျော့နေလာနေပြီးအုံနောက်ထဲက countdown timer ကိုကြည့်လိုက်တိုင်းနှလုံးခုန်နှုံးမြန်လာခဲ့တယ်။24နာရီပြည့်သွားတာနဲ့ဒီဖျားသခင်လိုစနစ်ကအလိုလျောက်ပျောက်သွားမယ်။အဲ့ဒီမတိုင်ခင်ငါဘယ်လောက်အထိငွေသုံးနိုင်မလဲဆိုတာပဲအရေးကြီးတယ်။စားတောက်ဆိုင်ထဲမှာအစားတောက်တွေတပွဲပြီးတပွဲတင်လာခဲ့ပေမဲ့ကျွန်တော်ကတော့တိတ်မစားနိုင်ဘူးနေ့လယ်ကနေညအထိစက်တိုက်စာချုပ်တွေလက်မှတ်ထိုးငွေလွှဲဆွေးနွေးမှုတွေလုပ်နေရတာကြောင့်စိတ်ရောကိုယ်ရောပင်ပန်းနေခဲ့ပြီးဒါပေမဲ့ငွေစရင်းတွေကပမာဏကိုမြင်လိုက်တိုင်းပင်ပန်းမှုတွေတဝက်လောက်ပျောက်သွားတယ်။ဘီလီယံ100ကျော်မနက်ကကျွန်တော်အကောင့်ထဲမှာယွမ်2000ပဲကျန်ခဲ့တဲ့သူတယောက်ကအခုတော့ဘီလီယံ100ကျော်ပိုင်ဆိုင်နေပြီ။အိမ်မက်ထဲကလိုပဲချင်းယွန်ရှန်ကဝိုင်ခွက်ကိုမြောက်ပြီးမစ္စတာကူဒီနေ့လူမျိုးဖောက်တွေကိုကျွန်တော်တခါမှမတွေ့ဘူးပါဘူး။ခမည်းလူမျိုးကတကယ်ကိုထူးခြားလုံးပါတယ်။ကျွန်တော်ရေလိုက်ပြီးငါလဲကိုနားမလဲတော့ဘူး။လို့ဖြေလိုက်တယ်။တကယ်တော့ကျွန်တော်ရဲ့ရည်မှန်းချက်ကဘာလဲဆိုတာတော့မသိတော့ဘူး။ပတ်စံရှာဖို့လားချမ်းသာဖို့လားဒါမှမဟုတ်စနစ်မပြောက်ခင်အတက်နိုင်ဆုံးအများဆုံးသုံးပစ်ချင်တာလားအဲ့ဒီအချိန်မှာဖုန်းတစ်ခါထပ်မြည်လာခဲ့တယ်ချင်းယွန်ရှန်ချက်ချင်းဖုန်းကင်လိုက်ပြီးမျက်နှာအမူအရာတဖြည်းဖြည်းပြောင်းသွားခဲ့တယ်ဖုန်းချပြီးနောက်သူကမစ္စတာကူလူဥက္ကဋ္ဌဘက်ကဆွေးနွေးပြီးပါပြီသူတို့ရောင်းဖို့စိတ်ဝင်စားပါတယ်ဒါပေမဲ့ဈေးနှုန်းကအယမ်းမြင့်မယ်လို့ပြောလာခဲ့တယ်ဘယ်လောက်လဲလို့ကျွန်တော်တိုက်ရိုက်မေးလိုက်တယ်တာဝါနှလုံးပေါင်းပြီးယွမ်26ဘီလီယံကျွန်တော်ခဏတိတ်သွားခဲ့တယ်ပုံမှန်လူတယောက်အတွက်တော့အဲ့ဒီပမာဏကဘဝတစ်လျှောက်လုံးမထိနိုင်တဲ့ပမာဏပဲဒါပေမဲ့ကျွန်တော်အတွက်တော့အဲ့ဒါကနောက်ထပ် cashback ကြီးတစ်ခုကိုဆိုလိုတာပဲ26ဘီလီယံသုံးရင်260ဘီလီယံပြန်ရမယ်စဉ်းစားလိုက်တာနဲ့ရင်ထဲမှာအပူလိုင်းတစ်ခုတက်လာခဲ့တယ်ရောင်းမယ်ဆိုရင်မနှက်ဖြန်စာချုပ်ထိုးမယ်ကျွန်တော်ချက်ချင်းပြောလိုက်တယ်ချင်းယွန်ရှန်တောင်ခဏလောက်စကားမထွက်နိုင်ပဲကျွန်တော်ကိုကြည့်နေခဲ့တယ်ညပိုင်းရောက်လာတဲ့အချိန်မှာကျွန်တော်ဟိုတယ်ပြန်ရောက်ခဲ့တယ်အခန်းထဲကိုဝင်လိုက်တာနဲ့တိတ်ဆိတ်မှုကြီးကခေါင်းပေါ်ဖိကျလာတယ်လို့ခံစားရတယ်နေ့တစ်နေ့လုံးလူတွေအများကြီးဝိုင်းရံခံနေရပြီးအခုမှတယောက်တည်းနေရတဲ့အခါခံစားချက်ကထူးဆန်းနေခဲ့တယ်ဖုန်းကိုဖွင့်လိုက်တော့ message တွေအပြည့်ပဲလင်းစီယွန်အရင်တုန်းကမဆက်သွယ်ဘူးတဲ့တငယ်ချင်းဟောင်းတွေမသိတဲ့နံပါတ်တွေအကုန်လုံးကကျွန်တော်ကိုရှာနေကြတယ်ဒါပေမဲ့ကျွန်တော်ဘယ်သူ့ကိုမှပြန်မဖြေချင်ဘူးလူတိုင်းကပတ်စံကြောင့်ပဲရောက်လာကြတာဆိုတာသိနေပြီးမနက်ကထိကျွန်တော်ကတာမန်ကိန်းစောတဲ့ကောင်တစ်ယောက်ပဲအခုတော့ဘီလီယံနဲ့ချီသုံးနိုင်တဲ့လူတစ်ယောက်ဖြစ်သွားပြီးလူတွေရဲ့အမြင်ကလည်းချက်ချင်းပြောင်းသွားတယ်ကျွန်တော်အိယာပေါ်လှည့်ပြီး countdown ကိုကြည့်လိုက်တယ်ကြံချိန်73နာရီကျော်အချိန်တွေမြန်လွန်းတယ်ငါဒီအချိန်အတွင်းဘယ်လောက်ထိရောက်နိုင်မလဲလို့ကိုမေးလိုက်မိတယ်အဲ့ဒီအချိန်မှာစနစ်အတန်ကထပ်ပေါ်လာခဲ့တယ်တတိပေးချက်လက်ရှိပိုင်ဆိုင်မှုပမာဏသည်အလွန်မြင့်မားနေပါသည်အသုံးပြုသူသည်အဆင့်မြင့်စားသုံးမှုအခွင့်အရေးများကိုဖွင့်လှစ်နိုင်ပါပြီကျွန်တော်မျက်လုံးကျဉ်သွားခဲ့တယ်အဆင့်မြင့်စားသုံးမှုအခွင့်အရေးစနစ်ကချက်ချင်းဖြေတယ်အပြည်ပြည်ဆိုင်ရာကုမ္ပဏီဝယ်ယူမှု professional ရင်းနှီးမြှုပ်နှံမှု share ဈေးကွက်ထိုးနှက်ဝယ်ယူမှုအားလုံးဖွင့်လှစ်ပြီးဖြစ်သည်အဲ့ဒီစကားတွေကြားလိုက်တာနဲ့ကျွန်တော်ထိုင်မိသွားခဲ့တယ်ဒါဆိုငါကုမ္ပဏီကြီးတွေတောင်ဝယ်လို့ရပြီလား
ရင်ထဲကလောဘနဲ့စိတ်လှုပ်ရှားမှုကပိုပြီးကြီးလာခဲ့တယ်။နောက်နေ့မနက်အစောကြီးမှာပဲကျွန်တော်ထပ်ပြီးအလုပ်ရှုပ်နေခဲ့ပြီးချင်းရွှင်ရှန်ကလူတစုနဲ့အတူဟိုတယ်ကိုကိုယ်တိုင်လာကြိုခဲ့တယ်။သူ့နောက်မှာတော့ဝစ်စုံတက်တက်ရက်ရက်ဝတ်ထားတဲ့ဥပဒေအကြံပေးတွေဗန်နာရေးကျွမ်းကျင်သူတွေအတွင်းရေးမှုတွေပါလာခဲ့တယ်။အခုတော့ကျွန်တော်တယောက်တည်းမဟုတ်တော့ဘူး။ကျွန်တော်ပတ်ဝန်းကျင်မှာ professional အဖွဲ့တစ်ဖွဲ့တိစောက်လာနေပြီ။တာဝါနှလုံးရဲ့စာချုပ်တွေကိုတစ်ခုပြီးတစ်ခုရှင်းပြနေကြပေမဲ့ကျွန်တော်ကတော့အဓိကဈေးနှုန်းပဲကြည့်တယ်။26ဘီလီယံလက်မှတ်ထိုးမယ်လို့ကျွန်တော်တိုက်ရိုက်ပြောလိုက်တယ်။အခန်းထဲကလူအလုံးတိတ်သွားခဲ့တယ်။သူတို့အတွက်တော့ဒါကဘဝတစ်လျှောက်အကြီးဆုံးစာချုပ်ဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်အတွက်တော့ cashback နောက်တစ်ခါရဖို့ပဲငွေလွှဲပြီးသွားတဲ့အခိုက်အတန့်မှာစနစ်အတန်ကထပ်ပေါ်လာခဲ့တယ်။ရွမ်260ဘီလီယံပြန်လည်ရရှိပါသည်။ကျွန်တော်လက်တောင်အနှဲငယ်တုံသွားခဲ့တယ်။စုစုပေါင်းပိုင်ဆိုင်မှုကတခါတည်းအစမတန်တက်သွားခဲ့ပြီးအခုတော့ကျွန်တော်ပိုင်ဆိုင်တဲ့ငွေပမာဏကိုကိုယ့်ဘာသာတော့မယုံနိုင်တော့ဘူး။ချင်းရွှင်ရှန်ကကျွန်တော်ကိုကြည့်နေတဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုတောင်ပါလာခဲ့တယ်။သူကမစ္စတာကူခမရဲ့ပိုင်ဆိုင်မှုကနိုင်ငံတချို့ရဲ့ကဖနဲ့တောင်ရှင်းလို့ရနေပြီလို့တိုးတိုးပြောလာခဲ့တယ်။ကျွန်တော်ရေလိုက်ပေမဲ့စိတ်ထဲမှာတော့ထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်လာခဲ့တယ်။ပတ်စံကတကယ်ပျော်ရွှင်မှုပေးနိုင်လား။ဒါမှမဟုတ်လူကိုပို့ပြီးအထီးကျန်စေတာလား။ဒါပေမဲ့အဲ့ဒီအတွေးတွေကိုခဏပေးဖယ်ထားလိုက်တယ်။ countdown ကဆက်ပြီးလျှော့နေတော့မယ်။စနစ်ပြောက်သွားခင်အချိန်တွင်းကျွန်တော်လှုပ်เสียရတွေအများကြီးကြံနေသေးတယ်။ပြန်ခေါ်လိုက်မယ်လို့ပြောပြီးဖုံးချသွားတဲ့နောက်ကျွန်တော်နဖူးကိုလက်နဲ့ပို့လိုက်တယ်။အဲ့ဒီအချိန်မှာရုတ်တရက်တစ်ခုခုတတိယသွားပြီးအိုးဟုတ်သားပဲဥက္ကဋ္ဌချင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေကိစ္စကိုလည်းမမေ့နဲ့နော်လို့ပြောလိုက်တယ်။ချင်းရွှင်ရှန်ကချက်ချင်းကောင်းညစ်ပြီးကျွန်တော် group message ပို့လိုက်ပါမယ်။အခုဘယ်ကုမ္ပဏီတွေရင်းနှီးမြှုပ်နှံမှုလိုနေလဲစစ်ကြည့်လိုက်မယ်လို့ပြန်ဖြေတယ်။အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ပိုင်ဆိုင်မှုကယွမ်ဘီလီယံ100ကျော်သွားခဲ့ပြီးဒီငွေတွေကိုအလားထိုင်ထားဖို့မဖြစ်နိုင်ဘူး။မနှက်ဖြန်စနစ်ပြောက်သွားရင်တော့ရင်းနှီးမြှုပ်နှံမှုဆိုတာအနာဂတ်အတွက်တန်ဖိုးရှိနေအောင်မှာပဲ။ကံကောင်းရင်တချို့ကုမ္ပဏီတွေကအနာဂတ်မှာအရန်မြက်ကြီးထွက်လာနိုင်သေးတယ်။ချင်းရွှင်ရှန် message ပို့လိုက်တဲ့အချိန်ကစပြီးသူ့ဖုန်းကချက်ချင်းမနာတမ်းမြည်တော့တယ်။10စက္ကန့်တောင်မပြည့်ခင်ဖုန်းဝင်လာပြီးဥက္ကဋ္ဌချင်းခုနကပို့လိုက်တဲ့သတင်းကတကယ်လားလို့တစ်ဖက်ကစိတ်လှုပ်ရှားစွာမေးလာတယ်။ချင်းရွှင်ရှန်ကတည်ငြိမ်တဲ့အတန်နဲ့ကျွန်တော်အာမခံနိုင်ပါတယ်။သတင်းကအမှန်ပါ။ဖောက်တယ်ကလည်းအခုကျွန်တော်ဘေးမှာထိုင်နေပါတယ်လို့ပြန်ဖြေလိုက်တယ်။တစ်ဖက်ကချက်ချင်းစိတ်လှုပ်ရှားသွားပြီးဒါဆိုမနှက်ဖြန်မနှက်ကျွန်တော်ကိုယ်တိုင်လာပြီးပူပေါင်းဆောင်ရွက်မှုအကြောင်းဆွေးနွေးချင်ပါတယ်လို့ပြောလာတယ်။ချင်းရွှင်ရှန်ကကျွန်တော်ဘက်ကိုကြည့်လိုက်ပြီးကျွန်တော်အနှဲငယ်ခေါင်းညစ်ပြလိုက်တာနဲ့မနှက်ဖြန်မနှက်8နာရီကုမ္ပဏီစာရွက်စာတမ်းတွေနဲ့စာချုပ်တွေယူပြီးဗန်စီဝေးခန်းကိုလာပါလို့ပြောလိုက်တယ်။ကျေးဇူးတင်ပါတယ်ဥက္ကဋ္ဌချင်းကျေးဇူးတင်ပါတယ်ဆိုတဲ့အတန်တွေစက်တိုက်ထွက်လာခဲ့တယ်။အဲ့ဒီနောက်ဖုန်းတွေကတကယ်ကိုမရက်တော့ဘူး။တနာရီမပြည့်ခင်ချင်းရွှင်ရှန်အနည်းဆုံးဖုန်းခေါ်ဆိုမှု20လောက်ဖြည့်ခဲ့ရတယ်။အားလုံးကရင်းနှီးမြှုပ်နှံမှုလိုချင်တဲ့သူတွေပူးပေါင်းဆောင်ရွက်ချင်တဲ့သူတွေကြီးပဲ။ဖုန်းမဝင်နိုင်တဲ့သူတွေကတော့ message တွေစက်တိုက်ပို့လာကြတယ်။လူတိုင်းကငွေရှင်ကြီးကိုဖမ်းဆုပ်ချင်နေကြတဲ့အတိုင်းပဲ။ငွေဆိုတာတကယ်ကိုလူတွေရဲ့မျက်နှာဖုံးကိုပြောင်းလဲပေးနိုင်တယ်လို့ကျွန်တော်ခန်းစားမိလာတယ်။တနာရီလောက်ကြာပြီးနောက်လူဥက္ကဋ္ဌကနောက်တစ်ကြိမ်ဖုန်းပြန်ခေါ်လာခဲ့တယ်။ဥက္ကဋ္ဌချင်းအားလုံးဆွေးနွေးပြီးပါပြီတာဝါနှလုံးကိုရောင်းဖို့ကျွန်တော်တို့သဘောတူပါတယ်။ဒါပေမဲ့ထက်နဲ့တချို့နဲ့စာချုပ်ချုပ်ထားပြီးသားဖြစ်နေတော့အဲ့ဒီပြဿနာတွေကိုတော့ခမားဖောက်တဲ့ဘက်ကဖြေရှင်းရပါလိမ့်မယ်။ကျွန်တော်လက်နဲ့အသားလေးအချက်ပြလိုက်တယ်။အဲ့ဒါကကျွန်တော်အတွက်ပြဿနာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲ။ချင်းရွှင်ရှန်ကချက်ချင်းပြဿနာမရှိပါဘူး။မနက်ဖြန်မနက်9နာရီစာရွက်စာတမ်းတွေအားလုံးယူပြီးဗန်စီဝေးခန်းကိုလာခဲ့ပါလို့ပြန်ပြောလိုက်တယ်။ဖုန်းချပြီးနောက်သူ့ဖုန်းထဲကမဖတ်ရသေးတဲ့ message အများကြီးကိုကြည့်ပြီးခါတက်တက်ရေးလိုက်တယ်။မစ္စတာကူလူတွေအများများနေတယ်။ဘသူတွေကိုအတီးပြုရမလဲလို့ဂယုတစိုက်မေးလာခဲ့တယ်။ကျွန်တော်နောက်မိခုံမှာအသားလေးမိထိုင်လိုက်ပြီးဒီလိုပြောလိုက်။ဒီညလာနိုင်တဲ့သူတွေဒီညပဲလာတွေ့နိုင်တယ်။ဒီညမလာနိုင်တဲ့သူတွေမနက်ဖြန်9နာရီမတိုင်ခင်ရောက်လာရမယ်။9နာရီကျော်ရင်တော့မလာတော့နဲ့10နာရီကျော်ရင်ငါမှတခြားကိစ္စတွေရှိလို့ဘာမှကြည့်ဖို့အချိန်မရှိတော့ဘူးလို့ပြောလိုက်တယ်။သူကကျွန်တော်10နာရီနောက်ပိုင်းဘာလုပ်မယ်ဆိုတာအရင်သိချင်နေမှန်းသိတာပေမဲ့မမေးရဘူး။ခေါင်းငုံပြီးလူတိုင်းကိုစာပြန်ပို့နေတော့တယ်ညအရင်နဲ့လာတာကိုမြင်ပြီးချင်းရွှင်ရှန်ကမစ္စတာကူနေရပြောင်းရအောင်လားလို့အကြံပေးလာခဲ့တယ်။မကြခင်မှာပဲသူကျွန်တော်ကို private club တစ်ခုရဲ့အဝင်ပေါက်စီကိုယ်တိုင်ခေါ်လာခဲ့တယ်။မစ္စတာကူဒီနေရာကကျွန်တော်တို့ဖောက်တဲ့တယောက်ရဲ့ private club ပါ။အထဲမှာ entertainment area တွေနားနေခန်းတွေ massage room တွေတိတ်ဆိတ်တဲ့ private room တွေလည်းရှိပါတယ်။နောက်ပိုင်း business ဆွေးနွေးဖို့လည်းအဆင်ပြေပါတယ်။လူရှင်းပြလာတယ်သူ့နောက်ကလိုက်သွားပြီးအခန်း66ကိုရောက်သွားတဲ့အချိန်မှာအထဲကလူအလုံးချက်ချင်းထွက်လာကြတယ်။ချင်းရွှင်ရှန်ကပြုံးပြီးလူကြီးမင်းတို့ဒီညရဲ့ငွေဖျားသခင်မစ္စတာကူပါလို့မိတ်ဆက်ပေးလိုက်တယ်။ကျွန်တော်ကအသက်ငယ်သေးပေမဲ့သူတို့မျက်လုံးထဲမှာတော့လမ်းလျှောက်နေတဲ့ငွေထုတ်ဆက်တစ်လုံးလိုဖြစ်နေခဲ့ပြီးတကယ်တော့စက်မှုလုပ်ငန်းတိုင်းကိုကျွန်တော်နားမလည်ဘူး။ဒါပေမဲ့တချို့လုပ်ငန်းတွေကအနာဂတ်မှာမပြောင်းနိုင်ဘူးဆိုတာသိတယ်။ကျန်းမာရေးစေဝါပညာရေးလူဖွဲ့စည်းဘလို့ပြောင်းအဲ့ဒီကဏ္ဍတွေကအမြဲလိုအပ်နေမှာပဲ။အဆုံးမှာတော့ကုမ္ပဏီနဲ့ group ပေါင်းများစွာမှာရင်းနှီးမြှုပ်နှံလိုက်ပြီးစုပေါင်းယွမ်ဘီလီယံ30လောက်သုံးပြလိုက်တယ်။စနစ်ကလည်းချက်ချင်းဘီလီယံ300ပြန်ပေးလိုက်တယ်
အစည်းအဝေးတွေကမနက်3 နာရီ4 နာရီလောက်ထိမရက်ခဲ့ဘူးကိုယ်စားလှယ်တွေအားလုံးပြန်သွားမှကျွန်တော်နားခွင့်ရတော့တယ်ဒါပေမဲ့တိတ်မကြခင်မှာပဲချင်းရွှင်ရှန်ကကျွန်တော်ကိုပြန်နှိုးလိုက်တယ်မစ္စတာကူဘန်သွားရမယ့်အချိန်ရောက်ပါပြီကိုယ်စားလှယ်တချို့စောင့်နေကြပါပြီမျက်ကွင်းညိုကြီးတွေနဲ့ပဲသူနဲ့အတူ commercial bank ကိုပြန်လိုက်သွားခဲ့တယ်လူဥက္ကဋ္ဌကသူ့အတွင်းရေးမှူးနဲ့စာရွက်စာတမ်းအထူးကြီးတွေယူပြီးစောင့်နေခဲ့ပြီကျွန်တော်စာရွက်တွေကိုအကြမ်းဖျင်းမဲ့ကြည့်လိုက်တယ်ဒီနေရာကိုနောက်ပိုင်း headquarter လုပ်ဖို့စဉ်းစားထားတာကြောင့်ဌာနတွေ rental contract တွေကိုမကြံစေချင်ဘူးအဆုံးမှာတော့ Twin Tower ကြီးနှလုံးကိုယွန်ဘီလီယံ30နဲ့ဝယ်လိုက်တယ်စနစ်ကချက်ချင်းဘီလီယံ300ပြန်ပေးလိုက်ပြန်တယ်အဲ့ဒီအပြင်တခြားကုမ္ပဏီတွေမှာလည်းဘီလီယံ20ထပ်ရင်းနှီးမြှုပ်နှံလိုက်သေးတယ်မနက်9 နာရီ50မိနစ်မှာတော့စာချုပ်အားလုံးလက်မှတ်ထိုးပြီးသွားခဲ့ပြီအဲ့ဒီနောက်ကျွန်တော်အိမ်သာသွားမယ်ဆိုပြီးအကြောင်းပြပြီးထွက်လာခဲ့တယ်မိနစ်အနည်းငယ်ကြာတော့စနစ်ရဲ့ရင်းနှီးနေတဲ့အတန်ကနောက်ဆုံးတစ်ချိန်အုံနောက်ထဲမှာပေါ်လာခဲ့တယ်နာရီပြည့်သွားပါပြီစနစ်သည်ယခုအချိန်မှစ၍အလိုလျောက်ဖြုတ်ချမည်အသုံးပြုခဲ့သည့်အတွက်ကျေးဇူးတင်ပါသည်ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေဒီအချိန်ရောက်လာမယ်ဆိုတာကျွန်တော်သိထားပြီးသားပဲအံ့ဖွယ်ဆိုတာထာဝရမတည်မြဲဘူးဒါကြောင့်ကျွန်တော်တိတ်တိတ်လေးပြုံးလိုက်ပြီးဒါဆိုလမ်းကောင်းသွားပါလို့စိတ်ထဲမှာပြောလိုက်တယ်နောက်တစ်စက္ကန့်မှာပဲစနစ်ရဲ့ရှိနေမှုကမိကိုလိုတဖြည်းဖြည်းပြောက်ကွယ်သွားခဲ့တယ်ကျွန်တော်တက်ပြင်းရှည်ကြီးချလိုက်ပြီးစိတ်ကိုတည်ငြိမ်အောင်ပြန်ထိန်းကအစည်းအဝေးခန်းထဲကိုပြန်ဝင်သွားခဲ့တယ်ဒီ24နာရီအတွင်းစနစ်အကူအညီနဲ့ကျွန်တော်စုဆောင်းထားတဲ့ liquid cash asset တစ်ခုတည်းတင်ရွှင်823 9 ဘီလီယံကျော်သွားခဲ့ပြီး fixed asset တွေတောင်မပါသေးဘူးကျွန်တော်မှာ Valerie luxury flat တွေ supercar အစီး100ကျော် private jet တွေ yacht တွေကုမ္ပဏီပေါင်း100နီးပါးမှာယင်းနှီးမြှုပ်နှံမှုတွေ Twin Tower ကြီးနှလုံးအားလုံးရှိနေပြီးတနေ့နေ့မှာအရာအားလုံးဆုံးရှုံးသွားရင်တောင်ဒီပစ္စည်းတွေရောင်းလိုက်ရုံနဲ့ဘီလီယံရာချီကျန်နေအောင်မှာပဲအစည်းအဝေးတွေအားလုံးပြီးဆုံးသွားတဲ့နောက်ကျွန်တော်ထွက်လိုက်ပြီးဥက္ကဋ္ဌချင်းဒီရက်တွေအလုတ်ရှုပ်ပေးတာကျေးဇူးတင်ပါတယ်ဒီဘက်ကိစ္စပြီးသွားပြီဆိုတော့ကျွန်တော်မှာတခြားကိစ္စတွေလည်းရှိသေးလို့အရင်သွားလိုက်ပါဦးမယ်လို့ပြောလိုက်တယ်ချင်းရွှင်ရှန်ကချက်ချင်းဟုတ်ပါတယ်မစ္စတာကူခင်ဗျားလိုအလုံးများတဲ့လူမျိုးမှာအရေးကြီးကိစ္စတွေအများကြီးရှိမှာပေါ့လိုက်ပို့ပါမယ်လို့လေးစားစွာပြန်ပြောလာခဲ့တယ်ဘန်ကထွက်လာပြီးနောက်ကျွန်တော်အရင်ငားနေတဲ့တိုက်ခန်းဟောင်းစီပြန်သွားခဲ့တယ်တကယ်တော့ထုတ်ပိုးစရာတိတ်မရှိဘူးအိမ်ရှင်ဦးလူကိုဖုန်းခေါ်လိုက်ပြီးဦးလူကျွန်တော်အိမ်ပြောင်းတော့မယ်လို့ပြောလိုက်တယ်အိမ်ရှင်အဖိုးကြီးကတက်ပြင်းချပြီးရှောင်ကူအခုတလောအဆင်မပြေဘူးလားအိမ်ငါးခါကိုအခုမပေးနိုင်သေးရင်လည်းရတယ်အရင်နေထားလိုက်လစာရမှပေးလို့ပြောလာခဲ့တယ်အားကြတော့ကျွန်တော်အနှဲငယ်ပြုံးမိသွားတယ်မဟုတ်ပါဘူးဦးလူကျွန်တော်အိမ်ဝယ်ပြီးသွားပြီးနောက်မငားတော့ဘူးလို့ပြန်ပြောလိုက်တယ်သူကချက်ချင်းရေပြီးဟိကောင်မင်းတော့တကယ်ချမ်းသာသွားပြီထင်တယ်လို့ပြောလာခဲ့တယ်အားလုံးပြီးသွားတဲ့နောက်လင်းစီရွံကိုတတိယလို့ဖုန်းပြန်ခေါ်လိုက်တယ်သူဖုန်းကင်တာနဲ့ဟိကောင်မင်းမာရီဖြစ်နေတာလေတနေ့လုံးမင်းဖုန်းကိုစောင့်နေတာလို့អော်လာခဲ့တယ်ကျွန်တော်ရေပြီးအလုပ်များနေလို့ပါအတန်ကြားရတာမင်းတော့စိတ်ကောင်းနေပုံပဲပြောလိုက်တယ်ကောင်းတာပေါ့အကျွေးတွေအားလုံးနှီးပါရှင်းပြီးသွားပြီဒါပေမဲ့တကယ်ပြောမင်းဘာလုပ်လိုက်တာလဲလို့သူမေးလာတယ်ကျွန်တော်အကျွေးတွေအကုန်ဆက်ပြီးပြီလားလို့ပြန်မေးလိုက်တယ်ဟုတ်တယ်စုစုပေါင်းရွာ2 သိန်းလောက်ရှိတာအခု2000ပဲကျန်တော့တယ်ကောင်းပြီလို့ပြန်ပြောလိုက်တယ်ပြီးတော့အကြောင်းပြချက်တစ်ခုကိုအသာလေးဖန်တီးလိုက်တယ်လွန်ခဲ့တဲ့နှစ်တွေက Bitcoin နည်းနည်းဝယ်ထားတာအခုရောင်းလိုက်တော့ချမ်းသာသွားတာသူကချက်ချင်းဟာမင်းတော့တကယ်ကြီးပွားသွားပြီလို့ရေပြီးဒါဆိုနောက်ပိုင်းကောင်းကောင်းနေဘဝကိုတေချာဖြတ်တန်းလို့ပြောလာတယ်ကျွန်တော်ပြုံးပြီးမင်းလည်းအတူတူပဲငါတို့2ယောက်လုံးဘဝကိုကောင်းကောင်းဖြတ်တန်းရမယ်လို့ပြောလိုက်တယ်ဟေ့ကောင်အဲ့လိုစိတ်ခံစားချက်တွေမပြောနဲ့ငါအလုပ်ပြန်ဆင်းတော့မယ်ဆိုပြီးသူရဲ့ကဖုန်းချသွားခဲ့တယ်ဖုန်းချပြီးနောက်ကျွန်တော်အရင်ကအလုပ်လုပ်ခဲ့တဲ့ office building စီကိုကားမောင်းသွားခဲ့တယ်အရင်တုန်းကတော့ကျွန်တော်ကတာမန် office worker တယောက်ပဲနေ့တိုင်းဘဝအတွက်ရုန်းကန်နေရတဲ့လူငယ်တယောက်အားလုံးလုံးဝပြောင်းလဲသွားခဲ့ပြီးတဘာဝကြကျွန်တော်ပထမဆုံးလုပ်ချင်တာကအလုပ်ထွက်ဖို့ပဲဖြစ်တယ်ကျွန်တော်တိုက်ရိုက်ပဲ manager လေးကိုတွားတွေ့လိုက်တယ် manager လေးကျွန်တော်အလုပ်ထွက်ချင်ပါတယ်သူကအံ့ဩသွားတယ်လို့မျက်နှာနဲ့ကြည့်လာတယ်ဘာဖြစ်လို့လဲဒီမနေ့လည်းအလုပ်မလာဘူးတခုခုဖြစ်သွားတာလားကျွန်တော်အေးအေးဆေးဆေးပဲပြန်ပြေးလိုက်တယ်အထူးတော့မဟုတ်ပါဘူးအရင်က Bitcoin နည်းနည်းဝယ်ထားတာရှိတယ်မကြသေးခင်ကရောင်းလိုက်တော့ငွေနည်းနည်းရသွားတယ်ဒါကြောင့်အလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်တာပါကျွန်တော်တို့ကြားမှာဒရာမာဆန်တဲ့ပြဿနာမျိုးလည်းမရှိခဲ့တာကြောင့်မန်နေဂျာလေးကလည်းတော်တော်ကိုတိုက်ရိုက်သဘောတူပေးလိုက်တယ်အဲ့ဒီနောက်ကျွန်တော်ကုမ္ပဏီကလုပ်ဖော်ကိုင်ဘက်တွေကိုနှုတ်ဆက်ပြီးအလုပ်ထွက်စာတင်ကအေးအေးဆေးဆေးပဲကုမ္ပဏီကနေလမ်းလျှောက်ထွက်လာခဲ့တယ်တစ်ဖက်မှာတော့အပေါ်ထက်ကဝန်ထမ်းတချို့ကစိတ်လှုပ်ရှားစွာအတင်းပြောနေကြတော့မယ်ဟေးမင်းတို့တီလားအခုလေးတင်အောက်ထပ်မှာဗာမြင်လိုက်လေကပီချင်းက Ferrari မောင်းပြီးထွက်သွားတာသူတို့ရဲ့အံ့ဩမှုတွေကိုလုံးဝပြူးမဆိုင်ပဲကျွန်တော်အေးအေးဆေးဆေးပဲကားမောင်းထွက်လာခဲ့တယ်အခုတော့နောက်ဆုံးမှငွေရှိလာပြီဆိုတော့ဘဝကိုတကယ်ပျော်ပျော်ရွှင်ရွှင်စတင်ခံစားတော့မယ်လို့ဆုံးဖြတ်ထားတယ်ပထမဆုံးလုပ်ရမှာကတော့ကိုယ့်ရဲ့အပြင်ပန်းပုံစံကိုလုံးဝပြောင်းလဲပြဖို့ပဲဒါပေမဲ့ high luxury brand တွေနဲ့ပတ်သက်လာရင်ကျွန်တော်တကယ်ကိုသိမသိဘူးတချို့ဆိုင်တွေဆိုဝယ်ခွင့်ရဖို့တောင်ပိုင်ဆိုင်မှုစစ်ဆေးရတယ်လို့ကြားဘူးတယ်
အရန်ရှုပ်ထွေးတယ်လို့ပဲခံစားရတယ်ဒါပေမဲ့အခုတော့အဲ့ဒီအရာတွေကအရေးမကြီးတော့ဘူးချမ်းသာတဲ့လူတွေကပြဿနာတွေကို professional တွေငှားပြီးဖြေရှင်းကြတယ်ကျွန်တော်အတွက်အလွယ်ဆုံးနည်းလမ်းကတော့ဘဏ်ကိုအသုံးချတာပဲဖြစ်တယ်ကျွန်တော်ချက်ချင်းပဲ Kim Yong Shan ကိုထပ်ဖုန်းခေါ်လိုက်တယ် President Khan ခင်ဗျားတို့ဘဏ်က luxury brand တွေနဲ့ပူးပေါင်းထားတာရှိလားသူကယုံကြည်မှုအပြည့်နဲ့ချက်ချင်းပြန်ဖြေတယ် Miguel ရှင်ချူ Empire ထဲမှာဆို commercial bank ကတင်စိတ်ကူးရင်နိုင်တဲ့ industry တော်တော်များများနဲ့ချိတ်ဆက်ထားပါတယ်ကျွန်တော်ကောင်းကြီးလိုက်တယ် luxury goods နည်းနည်းဝယ်ချင်တယ်ဘယ်နေရာတွေတင့်တော်မလဲကူညီဆက်သွယ်ပေးပါ Kim Yong Shan ကချက်ချင်းပြန်ပြောတယ်အဲ့ဒါဆိုကျွန်တော်တို့ရဲ့ specialist တယောက်ကိုမှကောင်းတဲ့အတူလိုက်ပေးစီစဉ်လိုက်မယ်သူက luxury merchant တွေနဲ့မကြာခဏအလုပ်လုပ်နေတဲ့သူဆိုတော့ professional ဆန်ဆန်အကုန်စီစဉ်ပေးနိုင်ပါတယ်ရပါတယ် message ပို့ပေးတာကိုစောင့်နေမယ်ဖုန်းချပြီး3မိနစ်တောင်မပြည့်သေးခင်ကျွန်တော်ဖုန်းထပ်မိလာတယ်မသိတဲ့နံပါတ်တစ်ခုကဖုန်းခေါ်လာတာဟဲ့လို့ဘယ်တော့လားရှင်ဟုတ်ပါတယ်ဘယ်ကမင်္ဂလာပါကျမက commercial bank က president ကင်စီစဉ်ပေးထားတဲ့ shopping consultant မင်းရှေးပါမနေ့ညတင်တွေမှာတခါတွေ့ဘူးပါတယ်ရှင်နာမည်ကြားလိုက်တာနဲ့ကျွန်တော်ချက်ချင်းမှတ်မိသွားတယ်အိုးမင်းကို Ming Shea ကအမြန်ဆက်ပြောတယ် luxury goods ဝယ်ချင်တာဆို international mix mall ကို recommend ပေးချင်ပါတယ် brand တွေလည်းစုံတယ် overall quality လည်းအရန်ကောင်းပါတယ်ကျွန်တော်ပေါ့ပခေါင်းညိတ်လိုက်တယ်ကောင်းပြီအဲ့ဒီကိုသွားမယ်ကျွန်တော်ကိုယ်တိုင်ကားမောင်းလာမယ်လမ်းမှာဘန်ကိုဖြတ်မှာဆိုတော့မင်းလဲလိုက်လာခဲ့အဲ့ဒီစကားကြားတာနဲ့သူမအတန်ထဲမှာစိတ်လှုပ်ရှားမှုနည်းနည်းပါလာတယ်မကောက်ကိုအရန်နောက်ရှက်ဖြစ်စီမှာပဲဒါပေမဲ့ကူညီခွင့်ရတာဂုဏ်ယူပါတယ်ရှင်အကြောင်းကတော့မနေ့ကအရာအလုံးကိုသူမကိုယ်တိုင်မြင်ခဲ့တာကြောင့်ပဲ luxury car တွေမိုးထိတိုက်တွေဘီလီယံချီတဲ့ investment တွေသူမက Kim Yong Shan ဘေးမှာတခြားလုံးထိလောင်းပေးပြီး document တွေစီစဉ်ပေးနေခဲ့တာကျွန်တော်လို super rich တယောက်ကိုသူမတခါမှမတွေ့ဘူးအခုတော့ကျွန်တော်ရဲ့ပေါ်ထွက်လာမှုကသူမအတွက် opportunity တစ်ခုလိုဖြစ်နေပြီအရေးကြီးတာကသူမအဲ့ဒီအခွင့်အရေးကိုဖန်ဆုပ်နိုင်မလားဆိုတာပဲမိနစ်အနည်းငယ်ကြာပြီးနောက်ကျွန်တော်ဘန်အောက်ထပ်ကိုရောက်လာခဲ့တယ်သူမကားပေါ်မတက်ခင်ကတည်းကကျွန်တော်သူမကိုတစ်ခါလောက်ခိုးကြည့်ပြီးသားပဲဒါပေမဲ့အခုကျွန်တော်ဘေးမှာထိုင်လိုက်တဲ့အချိန်မှာတော့ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရတယ်မင်းရှိကအရက်168စင်တီမီတာလောက်ရှိပြီးလူတိုင်းအာရုံစိုက်မိစေတဲ့ကိုလုံးအချိုးအစားကိုပိုင်ဆိုင်ထားတယ် high heel စီးထားတာကြောင့်182စင်တီမီတာလောက်ထိတောင်ရောက်နိုင်တယ်ခန္ဓာကိုယ်အချိုးအစားကလည်းတကယ်ကိုပြည့်စုံလုံးနဲ့တစ်ဖက်မှာလည်းသူမကကျွန်တော်ကိုတိတ်လေးအကဲခတ်နေခဲ့တယ်ကျွန်တော်ဝစ်စားတွေကတော့ရွှေရကနန်းပဲတန်တဲ့ပေါ်ပါ brand တွေဖြစ်နေတော့မယ် super rich တယောက်ဆိုတဲ့ကျွန်တော်အခုအခြေအနေနဲ့လုံးဝမကိုက်ညီဘူးဒါပေမဲ့သူမမျက်လုံးထဲမှာတော့အဲ့ဒါက Loki luxury ရဲ့တင်ကေတာတစ်ခုလိုဖြစ်နေမယ်ထင်တယ်ကားမောင်းနေတော့ကျွန်တော်ပေါ့ပါမေးလိုက်တယ်မင်းက luxury goods တွေနဲ့တော်တော်ရင်းနှီးတဲ့ပုံပဲသူမနူးနူးညံ့ညံ့ကောင်းညိတ်လိုက်တယ်ဟုတ်ပါတယ်ကျမအလုပ်ကရှင်ချန်က luxury brand တော်တော်များများနဲ့ပူးပေါင်းလုပ်ရတာများတယ်ပြီးတော့ကျမကိုယ်တိုင်လည်းဒီလိုຢာတွေကိုသဘောကျလို့သိထားတာများပါတယ်မကြခင်မှာပဲကျွန်တော်တို့ international mix mall ကိုရောက်လာခဲ့တယ်ကားပေါ်ကဆင်းပြီးနောက်နှစ်ယောက်သားဘေးချင်းကပ်လန်းလျှောက်သွားကြရင်တယောက်ကိုတယောက်တိတ်လေးအကဲခတ်နေကြတယ်မင်းရှိရဲ့ခြေတန်းရှိတွေနဲ့အံဝင်ခွင်ကြခန္ဓာကိုယ်ကလမ်းတစ်လျှောက်လူအများရဲ့အာယုံကိုဆွဲဆောင်နေခဲ့တယ်တစ်ဖက်မှာတော့သူမကကျွန်တော်ရဲ့အသေးစိတ်အချက်တိုင်းကိုတိတ်တဆိတ်ခွဲချမ်းစိတ်ဖြာနေတယ်ပြီးတော့ professional ဆန်ဆန်အပြုံးလေးနဲ့ပြောလာတယ် Miguel အရင်ကပြောထားသလို men's clothing နဲ့ luxury watch ဝယ်ချင်တာဆို Zegna, Armani, Hermes တို့လို brand တွေကို recommend ပေးချင်ပါတယ် business style နဲ့ casual style နှစ်မျိုးလုံး balance ကောင်းပြီးမှာကိုလိုလူငယ်အောင်မြင်သူတယောက်နဲ့အရန်လိုက်ဖက်ပါတယ်နိုင်ဘက်မှာဆို Paige Philip နဲ့ veteran Constantin တို့ကအရန်ကောင်းတဲ့ရွေးချယ်မှုတွေပါကျွန်တော်ကောင်းနေလိုက်တယ်ကောင်းပြီတွားကြည့်ရအောင်သူမဥဆောင်မှုနဲ့ကျွန်တော်တို့ Zegna store ထဲဝင်သွားလိုက်တယ် staff တွေကချက်ချင်းနွေးနွေးထွေးထွေးကြိုဆိုလာကြတယ်မကမင်္ဂလာပါရှင် style တချို့ recommend ပေးရမလားရှင်ကျွန်တော်တီတီငိမ့်ငိမ့်ပဲပြန်ပြောလိုက်တယ်ကျွန်တော် body shape အတိုင်းပဲစီပေးပါ business style နှစ်စုံ casual style နှစ်စုံစုပေါင်း၄စုံပြင်ပေးဟုတ်ကဲ့ရှင်နောက်ဆုံးမှာတော့ကျွန်တော်ဆိုင်ထဲမှာတင် casual outfit တစ်စုံကိုဓာတ်ရိုက်လဲဝတ်လိုက်တယ်တေချာတာပေါ့ကျွန်တော်ဇက်ငက်တစ်ခုလည်းမဝယ်ခဲ့ဘူး Hermes Dyer, Armani နဲ့တခြား luxury brand တော်တော်များများကနေပါအဝတ်စားတွေထပ်ရွေးခဲ့တယ်အဝတ်စားဖို့တင်စုပေါင်းယွမ်1.5 million လောက်ကျသွားတယ်အဝတ်လဲပြီးနောက် naturally ပဲနိုင်ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်တော်တော်များများကြည့်ပြီးနောက်မှာတော့ကျွန်တော်အကြိုက်ဆုံးတစ်လုံးကိုနောက်ဆုံးရွေးလိုက်တယ်တဘာဝကြပဲဈေးနှုန်းကလည်းအံ့ဩစရာကောင်းတော့အောင်မြင့်တယ်ယွမ်3.5 million ဒါပေမဲ့ကျွန်တော်ဘာမှမတွေးပဲ card ကိုဓာတ်ရိုက်ဆွေးလုပ်လိုက်တယ်ဘေးမှာရှိတဲ့ main shield ရဲ့မျက်လုံးတွေထဲမှာတော့မဖုံးကွယ်နိုင်တဲ့အားကျမှုတွေပြည့်နေခဲ့တယ်သူမလည်းဒီလို luxury life မျိုးကိုအမြဲမှတ်မောနေတဲ့ပုံပဲကျွန်တော်ပတ်စံကိုရေလိုသုံးနေတာမြင်ရတာသူမရဲ့စိတ်ခံစားချက်တွေကိုပိုရှုပ်ထွေးလာစေတယ် Paige Philip store ကနေထွက်လာပြီးနောက်ကျွန်တော်အချိန်ကိုကြည့်လိုက်တယ်မွန်းတဲ့ချိန်တောင်ကြော်နေပြီဒါကြောင့်ကျွန်တော်ပေါ့ပါမေးလိုက်တယ်ဒီနားမှာစားတောက်ဆိုင်ကောင်းကောင်းရှိလားမင်းလည်းတနေ့လုံးပင်ပန်းနေပြီဆိုတော့ lunch လိုက်ကြွေးရမယ်လေ Ming Shea ကအမြန်ပြန်ဖြေတယ်ဒီနားမှာ western restaurant တစ်ဆိုင်ရှိပါတယ်အရန်ကောင်းပေမဲ့ဈေးတော့တော်တော်မြင့်နေရှင်ကျွန်တော်အနှဲငယ်ပြုံးလိုက်တယ်ငါတကယ်ကိုအရန်ဈေးကြီးလွန်းနေခဲ့တယ်ကျွန်တော်မီနူးကိုပေါ့ပါတစ်ချက်ကြည့်လိုက်တာနဲ့စတိတ်နှစ်ပွဲတောင်ရွမ်ထောင်ကြီးကျနေမှန်းသိလိုက်ရတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်ကပတ်စံရှိတဲ့သူဘဝကိုအပြည့်အဝခံစားနေတာဖြစ်လို့ဈေးနှုန်းဆိုတာကိုလုံးဝစိတ်မဝင်စားတော့ဘူး
ဘာပဲဖြစ်ဖြစ်ဒီလိုစားတောက်စရိတ်လေးတွေကဘီလီယံရာချီတဲ့ပိုင်ဆိုင်မှုတွေကိုလျှော့သွားစေနိုင်မှာမဟုတ်ဘူးလေနေ့လယ်စာကတဖြည်းဖြည်းအဆုံးနားရောက်လာပေမဲ့မုံရှိယူကတော့ကျွန်တော်နဲ့တကယ်ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုမတိဆောက်နိုင်သေးတာကြောင့်စိတ်ထဲမှာပူပန်လာနေတာသိတာလာခဲ့တယ်အမှန်တော့သူမကိုကျွန်တော်အတွက်တီးတန့်တာဝန်ပေးထားတာမဟုတ်ဘူးအခုချိန်မှာပုဂ္ဂလိကဘဏ်ရဲ့အကူအညီပေးသူ20ယောက်လုံးကကျွန်တော်ရဲ့အာရုံစိုက်မှုနဲ့အကြိုက်ကိုရဖို့တိတ်တဆိတ်ရှင်ပြိုင်နေကြတာပဲဒီနေ့အခွင့်အရေးကိုသူမလက်လွတ်လိုက်ရင်နောက်နေ့မှာတခြားမိန်းကလေးတစ်ယောက်သူမနေရာကိုအစားထိုးသွားနိုင်တယ်ကျွန်တော်အေးစစ်စစ်စားနေတော့စပွဲအောက်မှာထူးခြားတာတစ်ခုခံစားလိုက်ရတယ်အလိုလျောက်မုံရှိယူဘက်ကိုကြည့်လိုက်တော့သူမကမျက်လုံးလေးအောက်ချထားပြီးမျက်နှာလှလှလေးပေါ်မှာစိတ်လှုပ်ရှားနေတဲ့အရေးအယောင်တွေပေါ်နေခဲ့တယ်ကျွန်တော်ပေါ့ပေါ့ပပပြုံးလိုက်ပြီးဒီစတိတ်ကတော်တော်ဈေးကြီးတာပဲလို့ပြောလိုက်တယ်အဲ့ဒီစကားကြားတာနဲ့မုံရှိယူရဲ့ပါးပြင်းနှစ်ဖက်ချက်ချင်းหนีသွားခဲ့တယ်သူမကကျွန်တော်ဘာကိုဆိုလိုတာလဲဆိုတာတေချာနားလည်နေတယ်ခဏလောက်တိတ်ဆိတ်ပြီးနောက်သူမကတက်တိဆူစီးပြီးအတန်တိုးတိုးနဲ့ကိုကြီးကူကျမကိုကြီးနားမှာနေချင်တယ်လို့ပြောလာခဲ့တယ်ကျွန်တော်သူမကိုတီတီငင်ငင်ကြည့်လိုက်ပြီးငါကချစ်သူထားတဲ့ပုံစံမဟုတ်ဘူးလို့ပြန်ပြောလိုက်တယ်သူမကနှုတ်ခမ်းကိုအသာကိုက်လိုက်ပြီးအတန်တိုးတိုးနဲ့ဒါဆိုချစ်သူမဟုတ်ပဲကိုကြီးရဲ့အနားမှာနေလို့ရတယ်ကျမကအခုထိယောက်ျားမထိဘူးသေးဘူးလို့ပြောလာခဲ့တယ်အမှန်တိုင်းပြောရရင်ကျွန်တော်အနှဲငယ်အံ့ဩသွားခဲ့တယ်ဘဏ်လုပ်ငန်းတူနာပြုလုပ်ငန်းဖြော်ပြရေးလုပ်ငန်းလိုနယ်ပယ်တွေမှာနောက်ွယ်ကစီးကပ်မရှိတဲ့ကိစ္စတွေအများကြီးရှိတတ်တယ်ဆိုတာကြားဖူးခဲ့တယ်အထူးသဖြင့်မုံရှိယူလိုရုပ်ရည်နဲ့ကိုခန္ဓာရှိတဲ့မိန်းကလေးတစ်ယောက်အခုထိဘာမှမဖြစ်ဘူးသေးဘူးဆိုတာယုံရခက်စရာပဲကျွန်တော်မယုံကြည်သေးတာကိုသတိထားမိတယ်လို့သူမကချက်ချင်းရှင်းပြလာခဲ့တယ်ကိုကြီးကကျမတကယ်ပြောတာပါကိုကြီးမယုံရင်စေးုံသွားစစ်လို့တောင်ရတယ်ဒီလောက်ယုံကြည်ချက်ရှိရှိပြောနေတာကြောင့်ကျွန်တော်လည်းတဖြည်းဖြည်းယုံလာခဲ့တယ်ဘာပဲဖြစ်ဖြစ်ဒီလိုကိစ္စမျိုးကိုအလကားလိန်ပြောရဲတဲ့သူမရှိနိုင်ဘူးလေကျွန်တော်သူမကိုစိတ်ဝင်စားတယ်လို့ကြည့်လိုက်ပြီးတကယ်တော့ငါကိုစိတ်ဝင်စားတာကမင်းလိုမိန်းကလေးတစ်ယောက်ဘာလို့ကိုလွယ်လွယ်မပေးခဲ့တာလဲဆိုတာပဲမင်းကိုလိုက်တဲ့သူမနှဲဘူးမဟုတ်လားလို့မေးလိုက်တယ်မုံရှိယူကခေါင်းညှိလိုက်တယ်လိုက်တဲ့သူတော့အများကြီးရှိခဲ့တယ်ဒါပေမဲ့ကျမဘယ်တော့မှနောက်ဆုံးစီကိုမကြော်ခဲ့ဘူးကိုအရန်လွယ်လွယ်မပေးချင်ဘူးသူမကခဏရက်ပြီးခါးသီးတယ်လို့ပြုံးလိုက်တယ်ပြီးတော့သူတို့ဘာလို့ချင်လဲဆိုတာကျမသိတယ်သူတို့ကကျမကိုတကယ်ချစ်တာမဟုတ်ဘူးကျမရဲ့ရုပ်ရည်နဲ့ကိုယ်ခန္ဓာကိုပဲစိတ်ဝင်စားတာကျမအိမ်အောင်မပြုတ်ခင်ဆက်ဆံရေးကိုစန့်ကျင်တာမဟုတ်ဘူးဒါပေမဲ့လူမားကိုပေးမိမှကြောက်တာသူမကကျွန်တော်မျက်လုံးကိုတက်တက်ကြည့်လိုက်ပြီးရိုးရိုးသားသားဆက်ပြောလာခဲ့တယ်တကယ်တော့ကျမကလက်တွေ့ကျတဲ့မိန်းကလေးတစ်ယောက်ပါကျမပတ်စံလိုချင်တယ်ကောင်းမွန်တဲ့ဘဝလိုချင်တယ်ကြိုက်တဲ့ပစ္စည်းကိုဝယ်နိုင်ချင်တယ်သွားချင်တဲ့နေရာသွားနိုင်ချင်တယ်အလုပ်အတွက်စိတ်မပူပဲနေချင်တယ်ဒါပေမဲ့အဲ့ဒီဘဝကိုကျမကိုယ်တိုင်ရနိုင်မဲ့စွမ်းရည်မရှိဘူးသူမရဲ့စကားတွေကြားပြီးကျွန်တော်လည်းသူမစိတ်ထဲကအတွေးတွေကိုပိုနားလည်လာခဲ့တယ်သူမကဆက်ပြီးတည်ငြိမ်စွာပြောလာခဲ့တယ်ကျမကပစ္စည်းဥစ္စာကြိုက်တဲ့မိန်းကလေးဆိုတာဖုံးကွယ်မထားဘူးဒါပေမဲ့တာမန်လူတွေကိုလှည့်စားတာမျိုးလည်းမလုပ်ဘူးဥပမာကျမကိုလိုက်တဲ့သူတချို့ဆိုသူတို့အခြေအနေကကျမလိုချင်တဲ့အဆင့်မရောက်ရင်ကျမတိုက်ရိုက်ပဲမဖြစ်နိုင်ဘူးလို့ပြောလိုက်တယ်အဲ့ဒီအချက်ကကျွန်တော်ကိုနည်းနည်းတော့သဘောကျစေခဲ့တယ်တကယ်လို့သူမကတခြားယောက်ျားတွေကိုစိတ်ကစားပြီးပတ်စံယူထားခဲ့ရင်နောက်ပိုင်းပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်ဒါပေမဲ့သူမပြောသလိုဆိုသူမကအစကတည်းကစီးမြင်ရှင်းရှင်းနဲ့နေခဲ့တာပဲရုတ်တရက်သူမကအနှဲငယ်စိုးရိမ်နေတဲ့မျက်လုံးတွေနဲ့ကိုကြည့်ဘူးကျမကိုသဘောကျလားလို့မေးလာခဲ့တယ်မုံရှိယူကအယမ်းညံကောင်းတဲ့မိန်းကလေးတစ်ယောက်ဆိုတာကျွန်တော်နားလည်လာခဲ့တယ်သူမဘာလို့ခြင်းလဲဆိုတာသိတယ်ဒါအပြင်ဘာကိုမလုပ်သင့်ဘူးဆိုတာလည်းပိုသိတယ်အဲ့ဒီလိုမိန်းကလေးတွေကပဲယောက်ျားတစ်ယောက်ကိုဘလို့စိတ်ချမ်းသာအောင်ထားရမလဲဆိုတာနားလည်ကြတာကျွန်တော်သူမကိုတီတီငင်ငင်ကြည့်လိုက်ပြီးမင်းအတွက် Porsche တစ်စီးဝယ်ပေးမယ်နေဖို့အိမ်တစ်လုံးလဲစီစဉ်ပေးမယ်နောက်ပိုင်းဘလို့ဖြစ်မလဲဆိုတာတော့မင်းပေါ်မူတည်တယ်လို့ပြောလိုက်တယ်အဲ့ဒီစကားကြားတာနဲ့မုံရှိယူရဲ့မျက်လုံးတွေချက်ချင်းတောက်ပသွားခဲ့တယ်ကိုကြီးကစိတ်ချပါကျမတေချာနားထောင်မယ်ကောင်းကောင်းနေပြမယ်ကျွန်တော်အသာပြုံးလိုက်ပြီးဒါဆိုအခုကိုစမ်းသက်ကာလလို့သတ်မှတ်လိုက်မယ်ဒါပေမဲ့နောက်ပိုင်းအဆင်မပြေတော့ရင်တော့မင်းကိုခွဲခါပေးမှာပါအမှန်တော့အဲ့ဒီခွဲခါဆိုတာနှုတ်ပိတ်ခါနဲ့တူတယ်အ ਨੇ ဆုံးနောက်ပိုင်းသူမကကျွန်တော်အကြောင်းမကောင်းပြောမနေအောင်ပေါ့မုံရှိယူကချက်ချင်းနာခံစွာခေါင်းနှိပ်လိုက်တယ်ဟုတ်ကဲ့ကိုကြီးကူကျမတေချာနားထောင်ပါမယ်ကျွန်တော်ကပေါ့ပေါ့ပါဒီနေ့နေ့လယ်မှာအိမ်တချို့သွားကြည့်မလို့မင်းအားရင်လိုက်ခဲ့လို့ပြောလိုက်တယ်သူမကချိုးသားစွာပြုံးလိုက်ပြီးလိုက်ချင်တာပေါ့ကိုကြီးကူရဲ့အိမ်တစ်ကိုလည်းကြည့်ချင်တယ်လို့ပြန်ပြောလာခဲ့တယ်ဒီနေ့လယ်စာတပွဲတည်းနဲ့ရွာ2000ကျော်ကုန်သွားခဲ့တယ်ဒါတောင်ပေါ့ပေါ့ပပဲစားထားတာဘေးကိုကြည့်ရင်မုံရှိယူစိတ်ထဲမှာတပြင်းချလိုက်တယ်သူမရဲ့လစဉ်လစာကရွာ1000ကျော်ပဲရှိတာဒီနေရာမှာတစ်ခါစားဖို့တောင်မလုံလောက်ဘူးကျွန်တော်မှအိမ်တွေအရမ်းများနေပြီဖြစ်လို့ခဏနေဖို့အတွက် luxury flat တစ်လုံးကိုပေါ့ပေါ့ပရွေးလိုက်တယ်အမှန်တိုင်းပြောရရင်ဒီလိုလှပတဲ့မိန်းကလေးတစ်ယောက်ကိုအနားမှာလိုက်ပါနေတာကအရင်ကဆိုကျွန်တော်အတွက်အိမ်မက်ပဲဖြစ်ခဲ့တယ်အဲ့ဒီတုန်းကကျွန်တော်ကဘာမှမရှိတဲ့တာမန်ဝန်ထမ်းလေးတစ်ယောက်ပဲဒါပေမဲ့အခုတော့အဲ့ဒီလိုဘဝကတကယ်ဖြစ်လာခဲ့ပြီးဘဝဆိုတာတကယ်မခံမနိုင်တဲ့အရာပဲလို့ကျွန်တော်မနေနိုင်ပဲတက်ပြင်းချလိုက်တယ်အဲ့ဒီအချိန်မှာမုံရှိယူကလည်းသူမရဲ့နေရာကိုသူမကောင်းကောင်းနားလည်နေခဲ့တယ်ဒါပေမဲ့သူမအတွက်အဲ့ဒါကအရေးမကြီးဘူးဘဏ်လုပ်ငန်းမှာအလုပ်လုပ်လာတဲ့နှစ်တွေတခြားသူမကချမ်းသာတဲ့ယောက်ျားတွေအများကြီးကိုတွေ့ဖူးခဲ့တယ်အပြင်မှာတော့သူတို့အားလုံးအောင်မြင်ပြီးတည်ငြိမ်တယ်လို့ပုံပေါ်ကြတယ်
ဒါပေမဲ့တကယ်တမ်းနောက်ွယ်မှာတော့တစ္ဆာရှိတဲ့သူအရန်ရှားတယ်အရန်တည်ငြိမ်တယ်လို့ထင်ရတဲ့တထေးတွေတောင်အ ਨੇ ဆုံးမိန်းကလေး3ယောက်လောက်တော့ဘေးမှာထားတတ်ကြတယ်နောက်ဆုံးမှာတော့ပတ်ဝန်းကျင်ကလူတစ်ယောက်ကိုပြောင်းလဲသွားစေတယ်တရင်ပေါက်ကြီးဘေးမှာရက်ပြီးမုံရှိယူကအပြင်ကတောက်ပနေတဲ့မြို့ပြညာရှုခင်းကိုတိတ်တိတ်လေးကြည့်နေခဲ့တယ်သူမကတခုခုကိုစဉ်းစားနေပုံရတယ်ကျွန်တော်သူမနာလျှောက်သွားပြီးဘာစဉ်းစားနေတာလဲလို့အသာမေးလိုက်တယ်သူမကမြို့ပြအလင်းရောင်တွေကိုကြည်ရင်ဖြည်းဖြည်းပြုံးလိုက်တယ်အားလုံးလုံးဝပြောင်းလဲသွားခဲ့ပြီးတဘာဝကြကြကျွန်တော်ပထမတော့တိတ်တိတ်လေးပြန်ဖြေလိုက်တယ်ဒီမျိုးကြီးကအရန်တိုးတက်ပြီးစီကားနေပေမဲ့တာမန်လူတွေကတော့တဘောအလုံးစူးစမ်းရင်တောင်ဒီနေရာမှာတကယ်ပိုင်ဆိုင်မှုတစ်ခုရဖို့မလွယ်ဘူးကျွန်တော်အသာပြုံးလိုက်ပြီးရှန်ချန်ကတကယ်ကိုတိုးတက်တဲ့မျိုးပဲဒါပေမဲ့အမှန်တိုင်းပြောရရင်အစ်စ်မြင့်အမျိုးသမီးတစ်ယောက်လိုပဲမင်းမှာပတ်စံမရှိရင်မင်းကိုအထင်သေးမယ်ဒါပေမဲ့မင်းမှာပတ်စံရှိလာတာနဲ့စိန်ခံဘဝရဲ့အရာအလုံးကိုခံစား권ပေးလိုက်မယ်လို့ပြောလိုက်တယ်မုံရှိယူကအားမလို့အားမရနဲ့ကျွန်တော်ကိုကြည့်လာခဲ့တယ်သူမဖန်တီးထားတဲ့ရိုမန်ဆန်တဲ့လေထုလေးကကျွန်တော်ရဲ့ဓာတ်ရိုက်ဆန်လွန်းတဲ့စကားကြောင့်ချက်ချင်းပြတ်သွားခဲ့တယ်သူမဖြည်းဖြည်းချင်းရှောက်လာပြီးကျွန်တော်ဘေးမှာထိုင်လိုက်တယ်ပြီးတော့အသားလေးကျွန်တော်ရင်ခွင်ကိုမိလိုက်ပြီးခါးကိုလက်နှစ်ဖက်နဲ့တိတ်တိတ်လေးဖတ်ထားခဲ့တယ်သူမခန္ဓာကိုယ်ကတင်းပြတ်နဲ့အနှံ့တင်းတင်းလေးထွက်နေပြီးလူတစ်ယောက်ရဲ့စိတ်ထဲမှာမတိမတာလှုပ်ရှားမှုတွေဖြစ်စေတယ်ကျွန်တော်ကောင်းနေငယ်ငုံလိုက်ပြီးဒီအိမ်ကိုဘယ်လိုထင်လဲလို့မေးလိုက်တယ်သူမကတိုးတိုးလေးပြန်ဖြေခဲ့တယ်လှတယ်အိမ်မက်လိုပဲကျမလိုလူမျိုးကတဘွားလုံးအလုပ်လုပ်ရင်တောင်ဒီလိုအိမ်မျိုးဝယ်နိုင်မှာမဟုတ်ဘူးကျွန်တော်တည်ငြိမ်စွာပြောလိုက်တယ်ဒါဆိုအခုကစပြီးဒီမှာနေတော့မင်းကအနားမှာ3နှစ်လောက်ကောင်းကောင်းနေနိုင်ရင်ဒီအိမ်ကိုမင်းနာမည်နဲ့ပေးမယ်အဲ့ဒီစကားကြားတာနဲ့မုံရှိယူရဲ့နှလုံးခုန်တန်ချက်ချင်းမြန်သွားခဲ့တယ်သူမရှိကယောက်ျားတစ်ယောက်ရဲ့စကားတခွန်းလေးကသူမရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တယ်အခုကစပြီးသူမဒီမျိုးကြီးထဲမှာအသက်ရှင်ဖို့အသေးအတန်ရုန်းကန်စရာမလိုတော့ဘူးတာမန်တိုက်ခန်းလေးတစ်ခန်းဝယ်ဖို့ဆယ်စုနှစ်များစွာအလုပ်လုပ်เสียရလဲမလိုတော့ဘူးနေ့လယ်ပိုင်းမှာတော့ကျွန်တော်တို့နှစ်ယောက်ခဏနာပြီးနောက်ကျွန်တော်ဖြည်းဖြည်းထလိုက်ပြီးကိုဆန့်လိုက်တယ်သွားရအောင်တခုခုသွားစားမယ်ပြီးတော့သူမကိုအတိတ်ပဲပါကြည့်လိုက်ပြီးပြုံးလိုက်တယ်အဖြစ်တဲ့ဟာမျိုးသွားစားရမလားမင်းပင်ပန်းသွားမှာစိုးလို့အဲ့ဒီစကားကြားတာနဲ့မုံရှိယူရဲ့ပါးနှစ်ဖက်ထပ်ပြီးနီလာခဲ့တယ်မကြခင်မှာပဲကျွန်တော်တို့နှစ်ယောက်အဝတ်လဲပြီးအတူတူဖြည်းဖြည်းချင်းကောင်းကောင်းထွက်လာခဲ့ကြတယ်ညစာစားနေတော့မုံရှိယူကနောက်ဆုံးတော့သူမစိတ်ထဲမှာအချိန်ကြာတင်းထားခဲ့တဲ့မိကုန်းတစ်ခုကိုမမေးဘဲမနေနိုင်တော့ဘူးကိုကြီးကကျမအပြင်တခြားမိန်းကလေးတွေရှိသေးလားကျွန်တော်ပေါ့ပပပြန်ဖြေလိုက်တယ်မရှိဘူးအခုချိန်မှာမင်းတယောက်ပဲအဲ့ဒီအဖြေကြားတာနဲ့သူမတကယ်အံ့ဩသွားခဲ့တယ်သူမကအရင်ကတည်းကကျွန်တော်အနားမှာမိန်းကလေးတချို့ရှိနေပြီလို့ထင်ထားပြီးသူတို့နဲ့ဘယ်လိုရှင်ပြန်ရမလဲဆိုတာတောင်စဉ်းစားနေခဲ့တာဒါပေမဲ့ကျွန်တော်တကယ်ကိုတခြားဘယ်သူမှမရှိဘူးဆိုတာသူမမထင်ထားခဲ့ဘူးအဲ့ဒါကသူမကိုတကယ်အံ့အားသင့်စေခဲ့တယ်တစ်ချိန်တည်းမှာပဲသူမရဲ့စိတ်ထဲမှာဖော်မပြနိုင်တဲ့ဖိအားတစ်မျိုးပေါ်လာခဲ့တယ်မနာလိုတာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့နှစ်ယောက်တီးကျွမ်းတာအချိန်တိုလေးပဲရှိသေးတယ်ဒါပေမဲ့အဲ့ဒီအချက်ကသူမစိတ်ကိုတနေ့နဲ့ထိခိုက်သွားစေခဲ့တယ်အဲ့ဒီညနောက်ပိုင်းမှာကျွန်တော်ရေချိုးခန်းနဲ့ရှိနေတော့သူမကဖုန်းနဲ့တိတ်တိတ်လေးရှာဖွေနေခဲ့တယ်ရီးစားကိုဘလို့ပြောအောင်လုပ်ပတ်မလဲယောက်ျားတွေကြိုက်တဲ့အရာသာရှိတဲ့ဟင်းတရမျိုးအရင်ကသူမဒီလိုစာအုပ်မျိုးတွေဝယ်ဘူးပေမဲ့အလုံများလုံးတာကြောင့်တကယ်စိတ်ဝင်စားမဖက်ခဲ့ဘူးဒါပေမဲ့အခုတော့ဒီအရာတွေကအရန်ရေးကြီးလာတယ်လို့သူမခံစားလာခဲ့တယ်သူမစိတ်ထဲမှာတော့အရာတစ်ခုကိုတေချာယုံကြည်ထားတယ်နူးညံ့ပြီးဂယုစိုက်တတ်တဲ့မိန်းကလေးတွေကိုမကြိုက်တဲ့ယောက်ျားဆိုတာမရှိဘူးဆိုတာပဲလူတွေလက်ဖက်စိမ့်မလေးလို့ခေါ်ကြတဲ့မိန်းကလေးတွေကလည်းတကယ်တော့မကောင်းတာမဟုတ်ဘူးအ ਨੇ ဆုံးသူတို့ကယောက်ျားတစ်ယောက်ကိုနွေးနွေးထွေးထွေးဂယုစိုက်တတ်တယ်အေးနေသလားပင်ပန်းနေသလားစိတ်ပူပေးတတ်တယ်ဘာလို့သူ့အမြင်ကိုလေးစားတတ်တယ်ပြီးတော့သူ့ကိုအရေးကြီးတဲ့လူတစ်ယောက်လိုအမြဲခံစားရအောင်လုပ်ပေးတတ်တယ်ဒီလိုခံစားချက်မျိုးကိုဘယ်ယောက်ျားကမကြိုက်ဘဲနေနိုင်မလဲကျွန်တော်တောင်အဲ့ဒီအချက်ကိုမငြင်းနိုင်ဘူးအဲ့ဒီညနောက်ပိုင်းမှာတော့မုံရှိယူကကျွန်တော်ဘေးမှာလှဲနေရင်ရုတ်တရက်ကျွန်တော်ကိုတင်းဖက်လိုက်တယ်ပြီးတော့တိုးတိုးလေးပြောလာခဲ့တယ်နောက်ပိုင်းကိုကြီးမှာတခြားမိန်းကလေးတွေရှိလာရင်တော့ကျမကိုမပစ်ထားပါနဲ့နော်ကျမကိုကြီးနားမှာပဲနေချင်တယ်သူမရဲ့နူးညံ့တဲ့အတန်တနာစရာမျက်နှာထားရေဝဲနေတဲ့မျက်လုံးတွေပေါင်းလိုက်ရင်ယောက်ျားတော်တော်များများအဲ့ဒီလိုဆွဲဆောင်မှုမျိုးကိုမငြင်းနိုင်ကြဘူးအမှန်တိုင်းပြောရရင်သူမရဲ့စိတ်ထဲကအတွေးတွေဒီလောက်နဲ့ဆိုင်မယ်လို့ကျွန်တော်မထင်ထားခဲ့ဘူးဒါပေမဲ့ဘာပဲဖြစ်ဖြစ်သူမကသူမရဲ့အရေးကြီးဆုံးအရာကိုကျွန်တော်ကိုပေးခဲ့ပြီးသားသူမကကြီးမားတဲ့အမှားမျိုးမလုပ်သေးရတော့ကျွန်တော်လည်းသူမကိုမဆိုးဆိုးရွားရွားဆက်ဆံမှာမဟုတ်ဘူးကျွန်တော်သူမဆန်ပင်ကိုအသာပုတ်ပေးလိုက်ပြီးတည်ငြိမ်စွာပြောလိုက်တယ်နာခံပြီးအမှားမလုပ်သေး၍ငါမင်းကိုမပစ်ထားဘူးအဲ့ဒီစကားကြားတာနဲ့သူမကချက်ချင်းတောက်ပစွာပြုံးလိုက်ပြီးကျွန်တော်ကိုပိုတင်းဖက်လာခဲ့တယ်ကျေးဇူးပါကိုကြီးကအကောင်းဆုံးပဲအဲ့ဒီညဟိုတယ်ကိုပြန်ရောက်ချိန်မှာတော့ကျွန်တော်တို့ဂျာကလေထုကပိုပြီးတဘာဝကျလာခဲ့တယ်အရင်တစ်ခေါက်အတွေ့အကြုံရှိပြီးသားဖြစ်လို့ဒီတစ်ချိန်မှာတော့နှစ်ယောက်ကြားဆက်ဆံရေးကပိုပြီးရင်းနှီးလာခဲ့တယ်မုံရှိယူကိုယ်တိုင်လည်းအရင်လိုစိတ်လှုပ်ရှားမနေတော့ဘူးနောက်နေ့မနက်ကျွန်တော်နိုးလာတဲ့အချိန်မှာတော့သူမအလုပ်သွားနေပြီဖုန်းထဲမှာလည်းသူမထားခဲ့တဲ့ချိုသားတဲ့ message တချို့ကြံနေခဲ့တယ်အမှန်တိုင်းပြောရရင်ဒီလိုတထေးဘဝကိုကျွန်တော်အခုထိမကျင့်သားရသေးဘူးအလုံးမရှိအချက်ပေးနိုင်မရှိဖိအားမရှိအိတ်ချင်တဲ့အချိန်အိတ်လို့ရတယ်လှုပ်ချင်တာဘာမဆိုလှုပ်လို့ရတယ်အခုထိအရာအလုံးကအိမ်မက်တစ်ခုလိုပဲခံစားနေရတော့အဲ့ဒီအချိန်မှာရုတ်တရက်အရာတစ်ခုတတိယသွားခဲ့တယ်
ဒီနေ့ကကျွန်တော်ဝယ်ထားတဲ့မိုးမျှော်တိုက်နှလုံးကိုတွားကြည့်ဖို့အကောင်းဆုံးချိန်ပဲဘာပဲဖြစ်ဖြစ်ယွမ်ဘီလီယံ30ပေးဝယ်ထားတာတေချာမတွားကြည့်ရင်ရေးစရာကောင်းနေမှာပေါ့ဝမ်ဖူမြစ်ပေးမှာရက်တည်နေတဲ့အဲ့ဒီမိုးမျှော်တိုက်နှလုံးကတိမ်တွေထိထိုးတက်နေတယ်လို့ခန်းနားလုံးနေခဲ့တယ်အောက်မှာရက်ပြီးအပေါ်ကိုမော့ကြည့်လိုက်တဲ့အချိန်ကျွန်တော်ရင်ထဲမှာအောင်မြင်လို့စိတ်တွေရုတ်တရက်တက်လာခဲ့တယ်အဆောက်အဦကြီးတဲ့ဖြည်းဖြည်းလျှောက်သွားရင်းဒီဇိုင်းတွေအခန်းဖွဲ့စည်းပုံတွေကိုကြည့်နေတဲ့အချိန်မှာအနာဂတ်အစီအစဉ်တွေတဖြည်းဖြည်းစိတ်ထဲမှာပုံဖော်လာခဲ့တယ်။နောက်ဆုံးမှာတော့မိုးမျှော်တိုင်းနှလုံးရဲ့ဖွဲ့စည်းပုံကိုစိတ်ထဲမှာအကြမ်းဖျင်းသတ်မှတ်လိုက်တယ်။ပထမထပ်ကနေ၄ထပ်အထိကိုအဆင့်မြင့်အမှတ်တစိတ်တွေနဲ့စူပါမားကတ်ကြီးတွေပါတဲ့စိန်ခံဈေးဝယ်စင်တာအဖြစ်ပြောင်းမယ်။၅ထပ်ကနေ9ထပ်အထိကိုစားတောက်ဆိုင်တွေအားကစားခန်းမတွေဖျော်ဖြေရေးနဲ့အပန်းဖြေဧရိယာတွေအဖြစ်လုပ်မယ်။ရှစ်ထပ်အထက်အားလုံးကိုတော့နောက်နာကကျွန်တော်စီးပွားရေးအင်ပါယာရဲ့ရုံးခန်းတွေဝန်ထမ်းဆောင်တွေစီးပွားရေးအခမ်းခန်းတွေအဖြစ်သုံးမယ်။ကျွန်တော်ကိုယ်ပိုင်ရုံးခန်းကိုတော့အပေါ်ဆုံးနားမှာထားမယ်။အဲ့ဒီကနေမြစ်ပေးရှုခင်းတစ်ခုလုံးကိုကြည့်နိုင်မယ်။အခုတော့အဓိကဥတီချက်သတ်မှတ်ပြီးသွားပြီးနောက်ပြဿနာကအရေးချင်းရှိတဲ့ဒီဇိုင်းနဲ့အတွင်းပိုင်းပြုပြင်ရေးကုမ္ပဏီရှာဖို့ပဲအဲ့ဒါကိုစဉ်းစားမိတာနဲ့ကျွန်တော်ချင်းရွှင်ရှမ်းကိုချက်ချင်းဖုန်းဆက်လိုက်တယ်။ဥက္ကဋ္ဌချင်းအတွင်းပိုင်းဒီဇိုင်းနဲ့ပြုပြင်ရေးကောင်းတဲ့ကုမ္ပဏီတွေသိလား။ကျွန်တော်အဆောက်အဦနှလုံးကိုအကုန်ပြန်ပြင်ခြင်းလို့အဲ့ဒီစကားကြတော့ချင်းရွှင်ရှမ်းကရုတ်တရက်အားရပါးရရေးလိုက်တယ်မစ္စတာကူ။အဲ့ဒီနေ့တုန်းကခမ ्या ကိုယ်တိုင်တောင်ကုမ္ပဏီတစ်ခုမှယင်းနှိမ့်မြုပ်နှံထားပြီးသားမဟုတ်ဘူးလား။ခဏလောက်ငြိမ်သွားပြီးမှနောက်ဆုံးတော့မှတ်မိသွားတယ်။အဲ့ဒီတုန်းကစာချုပ်တွေအရန်များလွန်းလို့တဝက်လောက်ကိုတော့နောက်ပိုင်းမမှတ်မိတော့တာပါဒါပေမဲ့သူတတိပေးလိုက်မှကျွန်တော်ယင်းနှိမ့်မြုပ်နှံထားတဲ့အဓိကရှယ်ယာရှင်တွေထဲမှာဒီဇိုင်းကုမ္ပဏီတစ်ခုပါဝင်နေတယ်ဆိုတာမှတ်မိလာတယ်ကျွန်တော်ဖုန်းကွန်တက်တွေကိုအမြန်လန်ကြည့်ပြီးနံပါတ်ကိုရှာတွေ့တာနဲ့ချက်ချင်းဖုန်းခေါ်လိုက်တယ်မှတ်မိတလောက်ဆိုရင်ကျွန်တော်ခင်ဗျားတို့ကုမ္ပဏီမှာယင်းနှိမ့်မြုပ်နှံထားတယ်မလားတစ်ဖက်ကချက်ချင်းစိတ်လှုပ်ရှားသွားတဲ့အတန်နဲ့ပြန်ဖြေတယ်ဟုတ်ပါတယ်ကိုဥက္ကဋ္ဌအခုဆိုခင်ဗျားကကျွန်တော်တို့ကုမ္ပဏီရဲ့ရှယ်ယာ35%ပိုင်တဲ့အကြီးဆုံးရှယ်ယာရှင်မှာကျွန်တော်ကောင်းနေလိုက်တယ်ကောင်းတယ်မကြသေးခင်ကလူဥက္ကဋ္ဌစီကနေမိုးမျှော်တိုက်နှလုံးဝယ်ထားတယ်အကုန်ပြန်ဒီဇိုင်းဆွဲပြီးပြုပြင်မှုမှန်ခြင်းနဲ့တစ်ဖက်ကချက်ချင်းစိတ်အားထက်သန်စွာပြန်ဖြေတယ်။ကိုဥက္ကဋ္ဌစိတ်ချပါ။ကိုကုမ္ပဏီပဲကင်တွယ်ပေးမှဆိုတော့လုံးဝစိတ်ပူစရာမလိုပါဘူး။ခင်ဗျားအိုင်ဒီယာတွေကိုပဲပြောပါ။ကျန်တာကျွန်တော်တို့တာဝန်ယူလိုက်ပါမယ်ကျွန်တော်အေးအေးဆေးဆေးပြန်ပြောလိုက်တယ်။အရင်ဆုံးအကောင်းဆုံးအဖွဲ့ကိုလွှတ်ပြီးအဆောက်အဦကိုစစ်ဆေးခိုင်းလိုက်ပါ။အဲ့ဒါပြီးမှကျွန်တော်ရဲ့အတွေးအမြင်နဲ့လိုအပ်ချက်တွေကိုအသေးစိတ်ပြောမယ်ကိုဥက္ကဋ္ဌစိတ်ချပါ။ဒီ project အတွက်ကုမ္ပဏီတွေကအကောင်းဆုံးဒီဇိုင်နာတွေနဲ့အင်ဂျင်နီယာတွေကိုကိုယ်တိုင်စီစဉ်ပေးပါမယ်ကောင်းတယ်။ပြင်ပန်းပေးရတာကျေးဇူးတင်ပါတယ်ပြုပြင်မှုမှန်ရေးကိစ္စပြီးသွားတော့ကျွန်တော်နည်းနည်းစိတ်အေးသွားတယ်။ဒီရက်ပိုင်းအလုပ်တွေမနားတမ်းလုပ်လာတာကြောင့်စိတ်ပိုင်းဆိုင်ရာတောင်ပြင်ပန်းနေပြီးဒါနဲ့လင်းစေရွံကိုဓာတ်ရိုက်ဖုန်းခေါ်ပြီးအသားကင်သွားစားဖို့ခေါ်လိုက်တယ်။သူဖုန်းကင်လိုက်တာနဲ့ချက်ချင်းဆဲတော့တယ်။ဟာကွာမင်းဖေကအခုထိအလုပ်ဆင်းနေတော့ဟာကျွန်တော်ရေးပြီးပြန်ပြောလိုက်တယ်။မဟုတ်တာတွေမပြောနဲ့။အလုပ်ဆင်းပြီးတာနဲ့အရင်သွားနေကြအသားကင်ဆိုင်ကိုတန်းလာခဲ့။ငါစောင့်နေမယ်ကျွန်တော်ကားမောင်းရောက်သွားတဲ့အချိန်ဆိုညနေ9:00နာရီကျော်နေပြီးအသားကင်ဆိုင်ရောက်တော့9:00နာရီနီးပါးဖြစ်နေတယ်။10မိနစ်လောက်ကြာတော့လင်းစေရွံကသူ့လျက်စစ်ဆိုင်ကလေးနဲ့ဖြည်းဖြည်းချင်းရောက်လာတယ်။ထိုင်လိုက်တာနဲ့ secret တလိပ်ပစ်ပေးပြီးပြောတယ်။မစိုးဘူးနော်။ချမ်းသာသွားတော့တကယ်ကိုမတူတော့ဘူး။အသားကင်စားတာတောင်စိန်ခံဆန်လာပြီးကျွန်တော်ပြုံးပြီးပြန်ပြောလိုက်တယ်။ချမ်းသာတဲ့ဆိုတာထက်ပတ်စံနည်းနည်းရှိလာတာပါပြီးတော့ဆက်ပြောလိုက်တယ်။အကျွေးတွေရှင်းပြီးပြီမလား။ဒါပေမဲ့ဘဝမှာပတ်စံကုန်မဲ့နေရာတွေအများကြီးရှိသေးတယ်။တေချာစုအိမ်ဝယ်ကားဝယ်ဖြည်းဖြည်းချင်းဆိုဘဝကတိုးတက်လာမှလင်းစေရွံတက်ပြင်းချပြီးပြောတယ်။ငါမှသာပတ်စံရှိရင်ငါလည်းအိမ်နဲ့ကားဝယ်မှာပေါ့။ဒါပေမဲ့မင်းပတ်စံမလောက်ရင်တေချာစုထား။မဖြုံးနဲ့အခုခေတ်ပတ်စံရှာရတာမလွယ်ဘူးကျွန်တော်လက်ဝဲရမ်းလိုက်တယ်။စိတ်မပူနဲ့ဘစ်ကွိုင်တွေအများကြီးရောင်းထားတာ။အိမ်တွေရောကားတွေရောဝယ်ပြီးတောင်စုငွေကြံသေးတယ်ကြားတာနဲ့တူတောင်တောက်နေတာလဲချောင်းဆိုသွားတယ်လို့ဖြစ်သွားတယ်။ဟာကြီးမင်းရင်တုန်းကဘစ်ကွိုင်ဘလောက်ဝယ်ထားတာလဲကျွန်တော်ရေပြီးပြောလိုက်တယ်။ခံမှန်းကြည့်သူစိတ်ခံစားချက်ပြင်းပြင်းနဲ့တက်ပြင်းချတယ်။တကယ်ပြောရရင်မင်းဘဝကတညာရဲနဲ့ပြောင်းပြန်ဖြစ်သွားတာပဲအိမ်ရှိကားရှိပတ်စံရှိအခုမိမတယောက်ပဲလူတော့တယ်ပြီးပြည့်စုံသွားပြီးကြားတာနဲ့ကျွန်တော်ချက်ချင်းနှာခေါင်းရှုံလိုက်တယ်အိမ်တော်ကြီးလားမယူဘူးလင်းစေရွံမျက်နှာရှုပ်သွားတယ်ဘာဖြစ်လို့လဲတကယ်ကြီးမယူတော့ဘူးလားကျွန်တော်ဘီယာတငုံတောက်ပြီးပြန်ဖြေလိုက်တယ်ရိုးရိုးတသားပြောရရင်ဒီဘဝမှာငါအိမ်တော်မပြုတ်ဖြစ်တော့ဘူးဘာဖြစ်လို့လဲမိမဆိုးတယောက်ယောက်နာကျင်အောင်လှုပ်သွားလို့လားကျွန်တော်ခေါင်းခါလိုက်တယ်မဟုတ်ဘူးအခုခေတ်အိမ်တော်ကြီးကအရန်ရှုပ်ထွေးလွန်းတယ်လို့ပဲထင်တာလူမှုအတိုင်းဝိုင်းကိုကြည့်လေပြီးတော့ဆက်ပြောလိုက်တယ်ပြီးတော့ငါဘာလို့အိမ်အောင်လို့သေးလဲအခုငါမှပတ်စံရှိတယ်အဖော်လို့ရင်ချစ်သူထားလို့ရတယ်ဒါမှမဟုတ်ရေရှည်အဖော်တယောက်ထားလို့ရတယ်အိမ်အောင်မရှိရင်တာဝန်ရှုပ်တွေမရှိဘူး PR တွေလည်းမရှိဘူးပိုမလွယ်ဘူးလားလင်းစေရွံရဲထွက်သွားတယ်ဟုတ်တာပေါ့ကွာအိမ်အောင်စရိတ်ကချစ်သူထားတာထက်ပိုကြီးပြီးစိတ်ချမ်းသာမှုပိုနဲလာရင်ဘသူကအိမ်အောင်ယူခြင်းတော့မှလည်းပြီးတော့ရုတ်တရက်တန်တရားမျက်နှာနဲ့ကျွန်တော်ကိုကြည့်လာတယ်နေပါဦးမင်းစပြီးပြီလားကျွန်တော်ပေါ့ပေါ့ပပခေါင်းညိတ်လိုက်တယ်အင်းတယောက်တော့ရှိတယ်ဟာကွာမင်းကမြန်လိုက်တာကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလှုပ်ဝက်ချက်မရှိသလောက်နှိစက်နေပြီးစနစ်အကြောင်းကလွဲရင်ပေါ့ပြီးတော့သူမေးလာတယ်ဒါဆိုအခုဘာလုပ်ဖို့စီစဉ်ထားလဲအလုပ်ထွက်လိုက်ပြီမလားအင်းပြီးတော့ရောတကယ်ကြီးတက်တက်လုံးအလုပ်မလုပ်တော့ဘူးလားကျွန်တော်ပေါ့ပေါ့ပပရေးလိုက်တယ်
အလုပ်မလုပ်အရေးမကြီးတော့ဘူးတစ်သက်လုံးအရန်ဖြုံသုံးတောင်ငါပတ်စံကုန်မှာမဟုတ်ဘူးလင်းစေရွမ်းတက်ပြင်းချပြီးပြောတယ်အားကြလိုက်တာကွာငါကတော့နေတိုင်းခွေးလို့အလုပ်နေရတော့ကျွန်တော်ပြုံးပြီးမေးလိုက်တယ်နည်းနည်းထောက်ပံ့ပေးရမလားဒါပေမဲ့သူချက်ချင်းခေါင်းခါတယ်မလိုဘူးငါဘာသာဖြည်းဖြည်းချင်းလုပ်မယ်ငါလည်းချစ်သူမရှိသေးဘူးဆိုတော့အလင်းမလိုဘူးတနေ့တကယ်မရှင်းတန်နိုင်တော့ရင်မင်းကိုအကူအညီတောင်းမယ်ကျွန်တော်ချက်ချင်းအလေးနဲ့ခေါင်းညှိလိုက်တယ်မင်းတောင်းတရွေ့ငါကူညီမယ်ပြီးတော့သူရုတ်တရက်တစ်ခုတတိယသွားတယ်ဟုတ်သားပဲမင်းပေးထားတဲ့ရွန်2,200,000ထဲကငါမှာ3,400,000လောက်ကြံသေးတယ်ပြန်လွှဲပေးမယ်ကျွန်တော်ရေးလိုက်တယ်ယူထားလိုက်ကို့အတွက်တစ်ခုဝယ်သူချက်ချင်းပြုံးသွားတယ်ဒါဆိုငါလည်းမရှက်တော့ဘူးကျွန်တော်မျက်လုံးလှန်လိုက်တယ်ငါတို့ကြားမှာဘာကိုယဉ်ကျေးနေအောင်မှလဲပြီးတော့အသားကင်စားပြီးတဲ့နောက်ကျွန်တော်တို့2ယောက်လမ်းဘေးမှာရက်ပြီးစကားဆက်ပြောနေကြသေးတယ်လင်းစေရွံကကျွန်တော်ဖာယာရီကားကိုမျက်လုံးအပြည့်အားကျနေတယ်ဟာကွာမင်းကအခုဖာယာရီတောင်မောင်းနေပြီလားကျွန်တော်ပြုံးလိုက်တယ်မစိုးဘူးမလားပြီးတော့မေးလိုက်တယ်လိုက်စီးကျင်လားဒါပေမဲ့ तू လက်ဝဲရမ်းလိုက်တယ်ထားလိုက်ပါငါဆိုင်ကယ်လေးနဲ့ပဲအဆင်ပြေတဲ့တိတ်မကြခင်တက္ကစီတစ်စီးရောက်လာပြီး तू လဲထွက်သွားတယ်တိတ်မကြခင်မှာပဲကျွန်တော်အရင်ဆက်သွယ်ထားတဲ့ညဘွားအကြံပေးလဲရောက်လာတယ်မင်္ဂလာညချမ်းပါကူဆရာဒီညဘဲသွားချင်ပါတလဲကျွန်တော်မီးအောင်တောက်ပနေတဲ့မြို့ကြီးကိုကြည့်ပြီးအပြုံးနည်းနည်းပြုံးလိုက်တယ် XXO ဘားကိုသွားမယ်နိုက်ကလပ်မဝင်တာနှစ်တွေတော်ကြပြီအခုချမ်းသာလာပြီဆိုတော့လူတွေပြောနေတဲ့စိန်ခံရဘဝကိုခန်းစားကြည့်တင်ပြီထင်တယ်ရွက်ဖခုံနေရကလူ30ယောက်ကျော်အေးအေးဆေးဆေးထိုင်နိုင်လောက်အောင်အရန်ကျေဝန်းနေတယ်အဲ့ဒီနေရာကနေစင်မြင့်အလဲကိုဓာတ်ရိုက်ရှင်းလင်းမြင်နိုင်တယ်ကျွန်တော်ကောင်းနေလိုက်ပြီးမစိုးဘူးလို့ပြောလိုက်တယ် promotion ကောင်လေးကလေးစားစွာနဲ့ပြုံးပြီးဆရာပါတောက်ချင်ပါတလဲလို့မေးတယ်ကျွန်တော်မီနူးကို2ခါလောက်လမ်းကြည့်ပြီးဒိုင်ဘင်းထရက်ကွန်ပက်ကစ်ချတစ်စုံယူလာပေးကျွန်တော်မှာတဲ့အရက်တွေတဲကအများစုကမီနူးထဲမှာအဈေးကြီးဆုံးပိုင်းတွေဖြစ်ပြီးပလင်းတောင်ရွမ်ထောင်ချီကနေတောင်းချီအထိတန်တယ်အဲ့ဒီနောက်ကျွန်တော်တာမန်အရက်ပလင်းတချို့ကိုလည်းထပ်မလိုက်သေးတယ်စုပေါင်းငွေကခဏအတွင်းအရန်မြင့်သွားတယ်ကျွန်တော်ဘေးက promotion တောင်အံ့ဩသွားပြီးဆရာတကယ်ပဲ Divine Dragon Package ပြည့်ယူမှလားလို့ထပ်မံအတည်ပြုတယ်ကျွန်တော်အေးအေးဆေးဆေးခေါင်းကြီးလိုက်ပြီးကတ်တစ်ချက်ပို့လိုက်တာနဲ့ရွမ်9သိန်းထပ်ပြောက်သွားတယ်ရှန်ကျန်းလိုငွေကြေးပဟိုမျိုးမှာတော့ညကလတ်တညရဲနဲ့ရွမ်9သိန်းသုံးနိုင်တဲ့သူဆိုတာထိတ်တန်းဖောက်တီအစင်နဲ့ဝင်နေပြီးဒီလိုလူမျိုးမရှိတာတော့မဟုတ်ပေမဲ့တကယ်ရှားတယ် promotion ရဲ့အပြုတ်မူကချက်ချင်းပိုလေးစားလာတယ်သူတတိထားပြီးဆရာဒီညတယောက်ထဲလားလို့မေးတယ်ကျွန်တော်ဆိုဖာပေါ်အေးအေးဆေးဆေးမိထိုင်ပြီးတယောက်ထဲဆိုလဲပြဿနာမရှိဘူးဒါပေမဲ့အရေးသွေးမြင့်တဲ့သူတွေပဲလိုချင်တယ်တာမန်ကောင်မလေးတွေမခေါ်လာနဲ့လို့ပြောလိုက်တယ်သူချက်ချင်းအလေးနဲ့ခေါင်းညိတ်ပြီးစိတ်မပူပါနဲ့ဆရာတာမန်ကောင်မလေးတွေဆရာကိုမနှောက်ယှက်စေရဘူးလို့ပြောပြီးဖုန်းထုတ်က private group တစ်ခုတည်း message ပို့လိုက်တယ်68ထိပ်တန်းတစ်ထေးကြီးဒီည minimum spending ရွမ်9သိန်းအရေးသွေးမြင့်တဲ့ကောင်မလေးတွေပဲလိုချင်တယ်ချက်ချင်းလာခဲ့ကြပြီးတော့ group ထဲကလူအားလုံးကိုထိုက်လုပ်ပြီး filter အရန်တုံးထားတဲ့ပုံတွေနဲ့မလာကြနဲ့ကိုအရှက်မကွဲစေနဲ့လို့ထပ်ရေးလိုက်သေးတယ်တမိနစ်မပြည့်ခင်သူ့ဖုန်းကဆက်တိုက်တုံးလာတယ်ကောင်မလေးတွေကဓာတ်ပုံတွေတရက်ဆက်ပို့လာကြတယ် promotion ကဖုန်းကိုကျွန်တော်စီလေးစားစွာပေးလာပြီးဆရာကြည့်ပါဘယ်သူကြိုက်လဲဆိုချက်ချင်းခေါ်ပေးမယ်လို့ပြောတယ်စိတ်ဝင်စားလို့ group ကိုလှန်ကြည့်လိုက်တော့ member 900ကျော်ပါတဲ့ high night life group ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်စိတ်ဝင်စားတာ group မဟုတ်ဘူးအခုတင်ပို့လာနေတဲ့ဓာတ်ပုံတွေကိုပဲစိတ်ဝင်စားတာတကယ်ပြောရရင်ရှန်ကျန်းမှာလှတဲ့မိန်းကလေးတွေအများတယ် filter မသုံးဘဲနဲ့တောင်တကယ်အလှမယ်တွေများနေတယ်အသက်18လောက်ပဲရှိသေးတဲ့တက္ကသိုလ်ကျောင်းသူပုံစံတွေအသက်25ဝန်းကျင်အေးဆက်ဆက် mature style တွေ30ကျော်ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတွေ style မျိုးစုံရှိတယ်နောက်ဆုံးမှာတော့ကျွန်တော် style မတူတဲ့ကောင်မလေး4ယောက်ကိုရွေးလိုက်တယ်တယောက်က innocent style တယောက်က elegant style တယောက်က seductive style အသက်တွေကတော့20ကနေ25ဝန်းကျင်ပဲ promotion ကသူတို့ကိုချက်ချင်း message ပို့လိုက်တယ်တိတ်မကြခင်ကျွန်တော်ရက်တွေလဲရောက်လာတယ်အရန်စိန်ကြတဲ့ display ကြီးက night club တစ်ခုလုံးရဲ့အာရုံကိုချက်ချင်းဆွဲယူသွားတယ်လူတွေကတူတူပြောနေကြတယ်ဟာလူတယောက်တည်းနဲ့ဒီလောက်မာတာလားဘယ်လောက်ကုန်သွားမလဲတယောက်တည်းတောင်ငါတို့မှာအခွင့်အရေးရှိမလားအနီးနားကကောင်မလေးတွေကလည်းကျွန်တော်ဇာပွဲကိုမျက်လုံးမခွာကြတော့ဘူးတချို့ဆိုလာထိုင်ဖို့တောင်ကြိုးစားကြတယ်ဒါပေမဲ့အများစုကတာမန်အဆင့်ပဲဆိုတော့ကျွန်တော်စိတ်မဝင်စားဘူးဒီလိုစိန်ခံမှုနဲ့ဆွဲဆောင်မှုအပြည့်ရှိတဲ့ပတ်ဝန်းကျင်မှာလူတွေလမ်းလွဲသွားဖို့အရန်လွယ်တဲ့မကြခင်ပထမဆုံးကောင်မလေးရောက်လာတယ်ဟဲ့လို့အကိုကျမချူချူပါကျွန်တော်ကောင်းမောကြည့်လိုက်တယ်သူမမှာချစ်ဖို့ကောင်းတဲ့မျက်နှာစပင်ရှည်နဲ့ဘန်းရှိပြီးအရန်လူပြိုတက်ကြွနေတယ်အဖြူရောင် t-shirt နဲ့အနက်ရောင် skirt တို့ကိုဝတ်ထားပြီးဖြူဖွေးတဲ့ခြေထောက်တွေပေါ်နေတယ်ဖနက်ကလည်း white sneaker လေးပဲတကယ်တော့ innocent young girl style နဲ့အရန်လိုက်ဖက်တယ်ဒါပေမဲ့ night life circle ထဲမှာကျင်လည်နေတဲ့မိန်းကလေးတွေကတကယ် innocent မဟုတ်ဘူးဆိုတာကျွန်တော်ကောင်းကောင်းသိတယ်သူတို့က custom ကြိုက်တဲ့ style အတိုင်းပြောင်းလဲတက်ကြတာပဲလိုအပ်ရင် innocent seductive cold elegant obedient ဆိုတဲ့ personality တွေကိုမိနစ်ပိုင်းအတွင်းပြောင်းနိုင်တယ်မိန်းမတွေကလိုက်ရောညီထွေဖြစ်အောင်နေနိုင်တဲ့တတဝါတွေပါပဲမကြခင်ဒုတိယကောင်မလေးရောက်လာတယ်ရွှေရောင်ပေါင်မျက်မှန်တက်ထားပြီးအေးဆက် mature တစ်မျိုးထွက်နေတယ်တတိယတယောက်ကအပြာရောင် dress နူးနူးညံ့ညံ့လေးဝတ်ထားပြီး elegant temperament ရှိတယ်နောက်ဆုံးတယောက်ကတော့တခြားသူတွေနဲ့လုံးဝမတူဘူးအနက်ရောင် lace dress ပပလေးနဲ့ glossy black stocking ဝတ်ထားပြီးရှောက်လာတဲ့အချိန်ကလေးကအရန်ဆွဲဆောင်မှုရှိနေတယ်သူတို့တယောက်ချင်းစီမိတ်ဆက်ကြတယ်အကိုကျမ Yura ပါ hello handsome boss
ကျမနဲ့နေပါဒီညတော့ Rose လို့ပဲခေါ်ပါကျွန်တော်လက်ဝဲရမ်းပြီးထိုင်ကြဒီညတောက်ချင်တာတောက်ငါရှင်းမယ်လို့ပြောလိုက်တယ်ကောင်မလေးလေးယောက်ရဲ့မျက်လုံးတွေချက်ချင်းတောက်ပါသွားတယ်တယောက်ကချိုးသားစွာပြုံးပြီး boss တယောက်ထဲတောက်ရတာပြင်းစရာကြီးကျမအဖော်လုပ်ပေးမယ်လို့ပြောတယ်မကြခင်ဖန်ခွက်တိုက်တန်တွေပို့တစ်ခုလုံးပြေးသွားတယ်သူတို့ကျွန်တော်ကိုစိတ်အားထက်သန်စွာဖျော်ဖြေပေးနေတာကိုကြည့်ရင် promotion ဘက်လှည့်ပြီးထဲဖို့တစ်လုံးထပ်ယူလာပြီသူတို့ကြိုက်တာမှခိုင်းလိုက်ဈေးကိုစိတ်မပူနဲ့လို့ပြောလိုက်တယ်ဟုတ်ကဲ့ဆရာကောင်မလေးတွေပူပြောသွားကြတယ်ကျေးဇူးတင်ပါတယ်အကိုကျွန်တော်ပြုံးပြီးရပါတယ်လို့ပြောလိုက်တယ်ပြီးတော့စင်မြင့်ဘက်လက်ညှိုးထိုးပြီးဒီည dancer နဲ့ကြအားလုံးကိုတယောက်ယွန်း1000စီထစ်ပေးလိုက်အဲ့ဒီအပြင်ဒီရဲတစ်ခုလုံးရဲ့ဒီည3ဈေးကိုလည်းငါရှင်းမယ်လို့ပြောလိုက်တယ် promotion ကအံ့ဩသွားပြီးချက်ချင်းអော်လိုက်တယ်အားလုံးနားထောင်ပါဒီညဒီ section တစ်ခုလုံးရဲ့အသုံးဈေးကို boss တို့ကအကုန်ရှင်းထားပါတယ်ခေါ်တစ်ခုလုံးချက်ချင်းအော်ဟစ်အားပေးတန်တွေနဲ့ပောက်ကွဲသွားတယ်ကျွန်တော်ဘေးကကောင်မလေးလေးယောက်ကတော့မျက်လုံးပူပူတွေနဲ့ကြည့်နေကြပြီးကျွန်တော်ရင်ခွင်ထဲဝင်ရောက်ပြောဝင်ချင်နေတယ်လို့ပဲကျွန်တော်ပြုံးပြီးဒီညဘသူအကောင်းဆုံးလုပ်နိုင်မလဲမနေ့ပြန် measure တဲ့တစီလက်ဆောင်ပေးမယ်လို့ထပ်ပြောလိုက်တယ်ချက်ချင်း atmosphere ပြောင်းသွားတယ်ကောင်မလေးလေးယောက်ရဲ့အသက်ရှူတန်တွေတောင်လေးလာပြီးတယောက်ကိုတယောက်ပြန်ဘက်လို့ကြည့်နေကြတယ်မနေ့2နာရီလောက်ရောက်တော့ကျွန်တော်အရက်နည်းနည်းမူးနေတဲ့အခြေအနေနဲ့ထားလိုက်ပြီးသွားကြစို့နေရာပြောင်းမယ်လို့ပြောလိုက်တယ် night club အပြင်မှာ Bella ကကျွန်တော် Ferrari ကိုအထင်ရှားဆုံးနေရာမှာရပ်ပေးထားပြီးသားကျွန်တော်ကားတော့ကို Ross စီပစ်ပေးလိုက်ပြီးမောင်းတက်လာလို့မေးတယ်သူမစိတ်လှုပ်ရှားစွာဖမ်းယူပြီးမောင်းတက်ပါတယ်ဘာဆိုပြန်ဖြေတယ်ပြီးတော့ကျွန်တော်ဘေးက Lamborghini နဲ့ Aventador တို့ကိုလက်ညှိုးထိုးပြီးကြံတဲ့3ယောက်ကအဲ့ဒီကားစီးသွားလို့ပြောလိုက်တယ်မြို့ညရဲ့အလင်းရောင်တွေကြားမှာထိတ်တန်း supercar 2စီးရဲ့ engine တန်တွေကတားရဲတွေဟောက်တယ်လို့မြေဟဲနေပြီး Huang Pia မြစ်ပေးလက်တစ်လျှောက်အရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားကြတယ်။ဒါပဲကျွန်တော်တခုကိုရှင်းရှင်းလင်းလင်းနားလည်သွားခဲ့တယ်။ကျွန်တော်ရဲ့အလွန်အကျွံစိန်ခံပြီးအားလုံးကိုလွတ်လပ်စွာခံစားနိုင်တဲ့ဘဝကအခုမှတကယ်စတင်လာတာပဲ။